သာသနာတော်နှစ်2563ခုနှစ်ကောဇာတက္ကရာ1380ခုနှစ်တရေကျော်လပြည့်ကျော်6ရက်နေ့ညချမ်းကာလမန္တလေးမြို့နှစ်ဖက်မိဘများအမှုထား၍ဥပောခင်ဒေါ်စန်းထေးဥပောတူဒေါ်လာမင်းဥအောင်ဇော်ဦးဒေါ်အေးစန်းတန်ရောင်းဝယ်ရေးမယွန်းမီမီမတ်ထက်မြင့်မြတ်နိုးမိသားတစုတို့ပေါင်းစုပြီးကောင်းမှုပြုကြတဲ့ဓမ္မသဘင်၌ဟောကြားအပ်သောတရားတော်ရဲ့အမည်ကချမ်းသာ၄မျိုးလို့ဒီလိုနာမည်ပေးပါတယ်။ဘာ၄မျိုးလဲ။ဟောဒီတရားဒေသနာတော်ကိုမဟောကြစေမိမနာကြစေမိတရားပိုင်ရှင်ဖြစ်တော်မူတဲ့သဗ္ဗညုမြတ်စွာဘုရားကိုရှ िख ိုးခြင်းဖြင့်ဦးဇင်းတို့ရဲ့ဓမ္မသဘင်စတင်ကြရအောင်။အဲဒါကြောင့်တရားချေခင်တော်စဉ်အလုံးတို့လက်အုပ်ကလေးတွေကိုစီချီမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဂုဏ်တော်တွေအာယုံယူပြီးနမောတသမဟာပနာမညီညာဖြဖြသုံးချိန်ရွတ်ဆိုခြင်းဖြင့်ဓမ္မသဘင်စတင်ကြပါစို့နမောတသဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘဂဝါတောဘုံတော်6ဆုံးတကောဂုံတို့နှင့်ပြည့်စုံတော်မူပါပေထသောအရဟတောလူမင်းနမင်းမြမမင်းတို့ရဲ့ဝေါ်စင်ဥခိုက်ပူဇော်ထူးကိုခံယူတော်မူတိုက်ပါပေထသောအရဟတောစိတ်ွယ်ရာယ၌ပင်လျက်ကိလေသာတို့မှဝေးကွာတော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တသစ္စာ၄ပါးမြတ်တရားကိုဆရာမကုသယံဘူဖြင့်မိမိအလိုလိုစားသိတော်မူပါပေထသောသာသတော်ဘုံတော်6ပါးသခင်တပ္ပိညုဖရာရှင်အားမေဖရာတပည့်တော်မာတို့ဤနမောယောသေးမြတ်နိုးမညွန့်ကြိုး၍ကြော့ရှိခိုးခြင်းသည်အထုဘဝတုကောင်းစွာမသွေဖြစ်ပါစေတည်းဣတိဣသောဗုဒ္ဓသာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏာနိဂုဏတော်တို့ကိုဘာတိတံဘာတိတတ္တပုံဖော်ကရွတ်ဆိုရတဲ့ကုသိုလ်ကံစေတနာတို့ကြောင့်ဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြဂုဏ်တော်သင်သူတော်ကောင်းပေါင်းတို့မှာနေဒုက္ခသဒုက္ခခန္သိမ့်မှကင်းငြိမ်းကြဂုဏ်သည်ဟွန်တုဖြစ်ကြပါစေဂုဏ်တည်းနေဗယာသဘေးဗယာမှာဝေးကွာကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်တည်းနေသောကသသောကခသိမ့်မှကင်းငြိမ်းကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်တည်းဟွန်တုဘဝန္တုယနေ့ယခုပြုစုရတဲ့ဒါနစောင့်တည်ရတဲ့သီလတရားတော်ကိုယုတ်သေးစွာနာကြားရတဲ့ဓမ္မသဝနာကုသိုလ်တို့ကြောင့်စေစေမသွေကျမ်းမာ၍ချမ်းသာကြပါစေကုန်သတည်း1380ခုသတင်းကြိုလပြည့်ကျော်6ရက်နေ့ညချမ်းကာလမန္တလေးမြို့နှစ်ဖက်မိဘများအမှုထား၍ဥပောခင်ဒေါ်စန်းထေးဥပောတူဒေါ်လာမင်းဥအောင်ဇော်ဦးဒေါ်အေးစန်းမယွန်းမီမီမတ်ထက်မြင့်မြတ်နိုးမိသားတစုတို့ပေါင်းစုပြီးကောင်းမှုပြုကြတဲ့ဓမ္မသဘင်ကိုတရားပိုင်ရှင်ဖြစ်တော်မူတဲ့သဗ္ဗညုမြတ်စွာဘုရားအားရှ िख ိုးခြင်းလို့ခေါ်တဲ့ဗုဒ္ဓဂါရဝဖြင့်ဦးဇင်းတို့ရဲ့ဓမ္မသဘင်စတင်လို့ဖွင့်လိုက်ပါပြီခဏကျင်းပတဲ့ပွဲကဘာပွဲဟမ်ဖရာပွဲဘယ်ဖရာပွဲလုံးမှမသိဒါလေးတွေလာပို့သွားဘူးနော်ဗုဒ္ဓပူဇနီယပေါ့
ဓမ္မယုံဖျားပွဲလားဟုတ်လားဘာဓမ္မယုံပုံညဘောဇနသဟာယဟောဘုံစွမ်းလောင်းသင်းပုံညကောင်းမှုဘောဇနကဘောဇင်ပုံညဘောဇနသဟာယဆိုတာတငယ်ချင်းဟုတ်လားစွမ်းဘောဇင်လောင်းလှူတဲ့ကောင်တူတကောကပေါင်းစုပြီးကောင်းမှုပြုကြတဲ့တငယ်ချင်းများအဖွဲလို့ဒီလိုအဓိပ္ပာယ်ရတယ်နော်အဲ့ဒါသာလေးရေးဖို့ကြံနေတာပေါ့ဘုံစွမ်းလောင်းဆိုတာတလဘယ်နှကြိမ်လောင်းတလ၄ကြိမ်တောင်လောင်းဝါတွင်၄ကြိမ်ဝါပဘယ်နှကြိမ်ဝါပကြလျှော့ပလိုက်တယ်2ကြိမ်တကယ်တမ်းကဝါပ4ကြိမ်ဝါတွင်2ကြိမ်လောက်လောင်းဖို့ကောင်းနော်ဝါတွင်လောင်းတဲ့ပွဲတွေပေါ်ဘုံစွမ်းလောင်းဆိုတာဦးဇင်းတို့မန္တလေးမှာနေခဲ့စဉ်ကာလဦးဇင်းတို့နေတော့ကတော့1988ကနေပြီးတော့2000နဲ့99-2000ထိပေါ့88ရခင်ဖြစ်တဲ့နှစ်ဦးဇင်းတို့မန္တလေးရောက်အဲ့ဒီနှစ်ဒီကာလစီကဘုံစွမ်းလောင်းသင်းဟာအလွန်နဲခုဒီအသင်းကိုကြည့်ပေါ့တက်တန်းဘယ်လောက်ရှိဘယ်နှကြိမ်ရှိအဲ့ဒါပဲဟုတ်လားအဲ့တော့သူတော်ကောင်းတို့တွေဒါလေးတွေမှတ်တမ်းလုပ်ဖို့ကောင်းတယ်နော်ဘာဖြစ်လို့လဲလို့မေးရင်ဦးဇင်းတို့စာပေတွေမှာကြည့်ပေါ့သံဃာ2သိန်းဆွမ်းလောင်းတယ်လို့ကြားဘူးတယ်မို့လားကဲလူ2သိန်းသံဃာ2သိန်းနေဖို့ထိုင်ဖို့လောင်းဖို့လှူဖို့ကြည့်လွယ်လားမလွယ်ဘူးအဲ့တော့တချို့စာပေကပြောတယ်သံဃာ2သိန်းဆိုတာသံဃာ2သိန်းတပြိုင်တည်းကျွေးတာမဟုတ်ဘူးတဲ့ခဏတော်ကောင်းတို့ဒီဆွမ်းလောင်းသင်းဟာ7နှစ်ရှိပြီဆိုရင်ဝါတွင်းမှာတစ်လ4ကြိမ်လောင်းရင်တစ်ကြိမ်သံဃာဘယ်လောက်ကြွသလဲ4ကြိမ်ဆိုဘယ်လောက်လဲဝါတွင်း3လတစ်နှစ်လောင်းလိုက်ရင်ဘယ်လောက်ရှိသလဲဆိုတာလေးတွေဒါပြန်တွက်လိုက်ရင်သံဃာပေါင်းဘယ်လောက်ရှိတယ်ဆိုတာထွက်မလာဘူးလားအဲ့လိုတွက်ပြီးယူရမှာတော်ကောင်းတို့ကိုလှုပ်တဲ့လှုပ်ကိုပေါ့တော့မလုပ်ကြနဲ့ဗျဟုတ်ပြီလားစေတနာ3တန်မှာဦးဇင်းတို့ဗုဒ္ဓဘာသာတွေအာနေဆုံးစေတနာဟာဘာလဲမေးရင်ပရစေတနာပဲပါစေတနာလဲပုဗ္ဗစေတနာကတော့ဗုဒ္ဓဘာသာတော်တော်များများဖြစ်တယ်တာဦးလေးမွေးလာရင်ရှင်ပြုကျင်တဲ့ဆိုတဲ့စိတ်မဖြစ်ဘူးလားအဲ့ဒါပုဗ္ဗစေတနာပဲနည်းနည်းလေးများအစဉ်ပြေးလာရင်ဆွမ်းလောင်းကျင်တယ်ဟေးဆိုတဲ့စိတ်လေးတွေမဖြစ်ဘူးလားဒါပုဗ္ဗစေတနာပဲကောင်းပါလေဟုတ်ပြီလားနောက်တကလက်တွေ့ကြလဲလှုပ်ကြတယ်လှုပ်ပြီးတဲ့နောက်မှာတော့မိမိပျောက်တွေကများတကယ်တော့အဲ့ဒီကုသိုလ်ကငွေမကုန်မဲနဲ့ရမယ်ကုသိုလ်ပဲပရစေတနာဆိုတာဘာမကုန်မဲနဲ့ရဦးဇင်းတို့စာပေတွေမှာတချို့ဆွန်းလေးတစွန်းလောင်းဘူးတာနဲ့90တကဘာပဲမကြဘူးလို့ကြားဘူးတယ်မလားစေတနာသူတော်ကောင်းဘာစေတနာလဲမေးပရစေတနာဟုတ်ပြီလားဘာစေတနာပါလေခဏဒီအသင်းစုသင်းသားတွေအားလုံးစွမ်းလောင်းသင်းစုသင်းသားတွေအားလုံးဟာငါတို့အသင်း8နှစ်ရှိပြီတစ်နှစ်ကိုတပတ်လောင်းရင်တန်ဃာဘလောက်ဥမာတပတ်ကိုတန်ဃာ100လောင်းပဲဆိုရင်တစ်လကို400ဖြစ်နေပြီဟုတ်ပြီလားဟာဝါပကတစ်လကို2ကြိမ်နဲ့ဆိုရင်ဝါပက8လကတို့9လကဘယ်နှကြိမ်လောင်းသလဲအဲ့ဒီအကြိမ်မှာတန်ဃာတွေဘလောက်ရှိသလဲတစ်နှစ်ကိုစုပေါင်းရင်တန်ဃာဘလောက်ရှိ8နှစ်ဆိုတန်ဃာဘလောက်ရှိနှစ်ဖူးပေါ်လက်တင်ပြီးစဉ်းစားရမှာလေအဲ့ဒီစေတနာကတော်ကောင်းတွေပယ်တကားပိတ်စေတာဟုတ်ပြီလားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကျင့်စဉ်တိုင်းကျင့်လိုက်ရင်ရောက်သွားမယ်ပထမဦးဆုံးစခန်းကသောတာပန်စခန်းဘာစခန်းသောတာပန်ဖြစ်ပြီဆိုရင်အပေတကားပိတ်ပြီသောတာပန်ဖြစ်ရင်ဘာတကားပိတ်သောတာပန်လည်းဖြစ်ခြင်းတယ်အပေတကားပိတ်လည်းပိတ်ခြင်းတယ်ဒ
ဒါပေမဲ့သောတာပန်ဖြစ်ကြောင်းအကျင့်ကိုကြမကျင့်နိုင်ဘူးဆိုရင်လျှောက်တယ်ဖះကိုသံဃာတော်တွေလူတွေကအပေတကားတော့ပိတ်ချင်တယ်သောတာပန်လည်းဖြစ်အောင်မလုပ်နိုင်ဘူးသောတာပန်နဲ့အလားတန်တူတဲ့ကောင်းမှုတွေမရှိဘူးလားလို့မြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားရှိပါတယ်သောတာပန်နဲ့အလားတန်တူတဲ့ကောင်းမှုတွေအဲ့ဒီမှာဘုရားထုတ်ပြတိတရဏငါသီလမဲချစရေတံ15ရက်စွမ်းဝါသင်္ကန်းလှူဒန်းတောက်ရေကံကျောင်းလှူတဝနိဗ္ဗာဒပုံညရှိသူမှန်သောတာပန်လိုပဲဂတိမြဲသူလဲအပယ်မပြောင်းဟောအပယ်တကားပိတ်ကြောင်းကောင်းမှု9မျိုးကောင်းမှုဘယ်နှမျိုးတိတရဏတရဏဂုံတကယ်မြဲရင်အပယ်ငရဲကြောက်ဖို့မလိုဘူးအပယ်ရောက်မှကြောက်ရင်သူတော်ကောင်းတွေဗာမြဲရတရဏဂုံတကယ်မြဲအောင်ကြိုးစားဒီတရဏငါသီလနောက်တက5ပါးသီလမြဲတဲ့ပုဂ္ဂိုလ်လည်းအပယ်တကားမရောက်ဘူးတဲ့5ပါးသီလမြဲရင်လည်းဘာတကားပိတ်ဒီတရဏငါသီလမဲချစရေတံဖျားပွဲတွေဘာတွေမှာစရေတံမဲ့လှူဒန်းလေးရှိတဲ့ပုဂ္ဂိုလ်တွေလည်းအပယ်တကားပိတ်တဲ့ဗျဟုတ်ပြီလား15ရက်စွမ်းတဲ့လာဇန်15ရက်လပိကျော်15ရက်အဲ့လို15ရက်စွမ်းလောင်းလေးရှိတဲ့ပုဂ္ဂိုလ်တွေလည်းပေတကားပိတ်တယ်တဲ့ဟုတ်ပြီလားကောင်းမှုပေတကားပိတ်ကြောင်းကောင်းမှု9မျိုးထဲမှာခဏသူတော်ကောင်းတွေစွမ်းလောင်းတဲ့ကောင်းမှုမပါဘူးလားပေတကားပိတ်ကြောင်းကိုလုပ်နေတာဟုတ်ပြီလားရှင်ဘုရားကလည်း15ရက်တစ်ကြိမ်လောက်ဆွန်းလောင်းယုံနဲ့ပေတကားပိတ်သလားလို့ကတိကတ္တမေးမယ်ဆိုမေးတရားပေါ့အဲ့ဒီဆွန်းလောင်းတဲ့ကုသိုလ်ကပိတ်စေတာမဟုတ်ဘူးအဲ့ဒီကုသိုလ်ကိုနောက်ထပ်ပြန်တွေးပြီးတော့ဖြစ်နေတဲ့စေတနာကတနည်းပြောရင်ပရစေတနာကဘာစေတနာကအဲ့ဒီပရစေတနာကသူတော်ကောင်းတွေပေတကားပိတ်စေတာဟုတ်ပြီလားအဲ့ကြောင့်မို့ကိုပြုတဲ့ကောင်းမှုလေးကိုမိမိပြောက်ပြောက်မထားကြနဲ့ညအိပ်ရဝင်နှစ်ဖူးပေါ်လက်တင်ပြီးဒါစဉ်းစားသင်သူသင်သားအလုံးနော်မနဲ့အိပ်ရထားရင်လည်းပဲဟာငါတို့အသိ7နှစ်ရှိပြီဟေးတစ်နှစ်တန်ခါဘယ်လောက်လောင်းလဲ7နှစ်ဆိုတန်ခါဘယ်လောက်ရှိတစ်နှစ်ကိုတန်ခါ1000လောင်းမယ်ဆို7နှစ်ဆို8000ပေါ့တစ်နှစ်ကိုတန်ခါ1000လောက်လောင်းပြီးသွားမယ်ဆို7နှစ်ဆိုဘယ်နှသောင်းဟာ8000တော့ငါတို့လောင်းပြီးပြီပဲငါတို့ဆုံးနေစားပြီးခုချိန်ဆိုတန်ဃာတော်ရှင်သူမြတ်တွေ8နှစ်လောင်းထားတဲ့ဆုံးနေစားပြီးတော့တချို့ဘယ်စာမှုဝဲတွေအောင်လောက်ပြီးဟာတချို့ဘလို့ဆရာတော်ကြီးဖြစ်လောက်ပြီးဘလို့ဆိုသိဉာဏ်တွေဘလို့တိုးသွားလောက်ပြီးနဲ့ပြန်ပြီးတွေးမယ်ဆိုတော်ကောင်းတွေစေတနာကဘယ်တကားကိုပိတ်စေတာပဲဟုတ်ပြီလားအဲ့ပြန်တွေးလို့ပြိတဲ့ကူးစိုးတွေမရဘူးလားငွေကုန်စရာလိုသေးလားနှစ်ဖူးပေါ်လက်တင်စဉ်းစားယုံနဲ့ကူးစိုးတွေတဖွာဖွာဝင်မဲ့ကူးစိုးတွေဗျာမေပျောက်မလုပ်ကြဘူးပြောတာပါဟုတ်ပြီလားကောင်းမှုပြုတဲ့နေရာမှာသူတော်ကောင်းတို့မှတ်လိုက်လူဝဲဝတ္ထုကြီးတာသေးတာနဲ့ဖျားမတိုင်ဘူးစေတနာနဲ့ပဲတိုင်ဘာနဲ့ပဲတိုင်လူဝဲဝတ္ထုကြီးကျင်တဲ့လောက်ကြီးစေတနာသေးရင်အဲ့ဒီလူကအလှသေးပဲဟုတ်ပြီနော်လူဝဲဝတ္ထုလေးသေးကျင်တဲ့လောက်သေးနေပြီစေတနာကြီးရင်အဲ့ဒီလူကအလှကြီးပဲအလှကြီးအလှသေးကိုဘာနဲ့တိုင်းလဲစေတနာနဲ့တိုင်းတာသူတော်ကောင်းတို့စေတနာနဲ့တိုင်းတာဟုတ်ပြီလားခဏဥဒ္ဓရဗမာပြည်ကဟိုသားရှင်ပြုအလှပွဲတွေဆိုစိုင်းနေညိတ်နေမန္တတွေဗိသိက်တွေဟာဗီဒီယိုတွေတရားပွဲတွေကြီးကြီးကျယ်ဝင်းနေခင်းပြီးလှူလိုက်ရင်ဒါအလှကြီးဟာဒီလိုပြောတယ်မလားဟာသားလေးရှင်ပြုုံတော့တတ်နိုင်တဲ့ပုံကိုမျိုးကြတယ်အလှသေးกว่าဒီလိုပြောတာနော်တကယ်တော့အဲ့ဒါမှားတယ်စေတနာကြီးမကြီးတာပဲကြည့်ရမြတ်စွာဘုရားလက်ထက်ကဂရေ80ချမ်းသာတဲ့တထေးအလှတန်းအလွန်ဝါဒနာပါသူ့ရဲ့လှတန်းဝါဒနာပါပုံကတစ်မျိုးထင်ပေါ်ခြင်းနဲ့ကြော်ကြားခြင်းနဲ့သူမို့လှနိုင်တယ်ဆိုတဲ့ကြွားခြင်းဝါခြင်းစိတ်ကလည်းရှိတယ်ဟုတ်ပြီလားငါတထေးပဲဆိုပြီးမောက်မာတဲ့မာနကလည်းရှိတယ်လှတော့လှတယ်နော်အဲ့လိုစိတ်တွေနဲ့လှလိုက်တာတဲ့ဂရေ80ကိုကုံရောဂရေ80ကုံသွားတော့စားရမဲ့တောက်ရမဲ့ဖြစ်သွားတော့အဲ့ဒီမှာဇနီးမောင်နှံတိုင်ပင်တာတဲ့ငါတို့စားစရာလည်းမရှိဘူးလှလိုက်လို့ကုံပြီဂရေ80ဘယ်နဲ့လောက်ကြမှာတော့
တို့တငယ်ချင်းရှိတယ်သူလည်းပဲအလှတန်းဝါသနာပါတယ်သူစီသွားပြီးတို့လှူလေးတွေသွားရောင်းမယ်တဲ့လှူထားတဲ့အလှတွေဘာဖြစ်မယ်အလှရောင်းပါတဲ့ဟုတ်လားကောင်းပြီဆိုပြီးလင်မယားနှစ်ယောက်ထိုင်ပြီးတော့တိုင်မင်တာဘယ်မြို့မှာကြောင်းဆောက်တယ်ဘယ်နာမှာဖျားတယ်ဘယ်နာမှာလမ်းခင်မှုတယ်ဘယ်ကျောင်းမှာရေရင်တူတယ်ဘယ်နာမှာရေစင်လှူတယ်ဘယ်မှာတိမ်ဆောက်တယ်ဘယ်မှာဇရက်လှူတယ်ဟာမပြူတဲ့ကောင်းမှုမရှိဘူးကောင်းမှုတွေကိုအများကြီးတန်းစီရေးသွားကောင်းမှုတွေတန်းစီရေးသွားပြီးတော့အဲ့ဒါလင်မယားနှစ်ယောက်သွားလိုက်ကြသူတို့သိတဲ့တငယ်ချင်းကလည်းဂရေ80ချမ်းသာတယ်အဲ့ဒီမှာသွားမှတရက်ခရီးလမ်းလျှောက်ပြီးတော့သွားလိုက်တာနေ့တဝက်ကျိုးတော့ပြိသိတစ်ပင်တပင်အောင်ထိုင်ပြီးတော့ပင်ပန်းနဲ့ကွာညနေဆောင်ရောက်တော့မှာပဲခဏနားကြအောင်ဆိုပြီးတော့ပါလာတဲ့ထမင်းတုပ်လေးအဲ့မှာနားရင်းနဲ့ဖြေမလို့စားမလို့ဖြေလိုက်တဲ့အချိန်အမျိုးသားကထမင်းတုပ်ဖြေတာတဲ့အမျိုးသမီးကအဲ့ဒီထမင်းတုပ်ကြည့်နေတဲ့အချိန်မှာခွေးပိန်မာလေးတစ်ကောင်ကလာပြီးအစာတောင်းတော့အမျိုးသမီးကကြည်တယ်ကြည်စမ်းခွေးလေးပိန်ချုံလို့ထမင်းတုပ်ကလည်းလေးတဲ့ထမင်းတုပ်ကြည့်ရတာကလည်းခတ်သေးသေးလေးပေါ့တကယ်လို့ငါမျိုးသားကငါ့ကိုပိုက်ပြီးတော့ရော့ညီတဝက်စားငါတဝက်စားမယ်ဆိုပိုက်တာပေးသူခွင့်ပြုမယ်ဆိုရင်တော့ငါရတဲ့တဝက်ငါမစားဘူးခွေးပဲလှူမယ်တကယ်လို့တထုံလုံးငါပေးရင်လည်းငါမစားဘူးခွေးပဲလှူမယ်ဘာဖြစ်လို့တော့မေးလိုက်တော့ငါမစားလို့ငတ်ရင်ဒီတနတ်ပဲညနေငါတငယ်ချင်းစီရောက်ရင်စားဒီခွေးမှမစားရတာတော်တော်ကြာလောက်ပြီတဲ့ပိန်ချုံအမျိုးသားကဖွင့်လိုက်တော့ဟာထမင်းကလည်းနည်းနည်းလေးကိုင်ငါကအမျိုးသားဆိုတော့ညနေစားရမှာငါခံနေရှိတယ်ညိသာစားတော့တထုံလုံးပေးတော့မျိုးသမီးကပြောတယ်မောင်ရဲ့တဲ့ကျမဒီလိုအတွေးလေးဝင်နေတယ်ကျမမစားလို့ငတ်ရင်ဒီတနတ်ပဲဒီထမင်းလေးကိုကျမခွေးကြွေးမယ်စိတ်ကူးတာမောင်ခွင့်ပြုရင်ပေါ့ခွေးသွားသရာပြီးမျိုးသားကသူ့မကြွေးမှလည်းကြောက်ရသေးတာလေခွင့်ပြုရင်ပေါ့လို့ပြောလိုက်တော့အမလေးခွင့်ပြုပါတယ်ငါလည်းညီးကသာငါပြန်ပေးငါလည်းအဲ့ဒီခွေကြွေးမလို့စေတနာတွေဖြစ်နေတာစေတနာသွားတူတာနော်ဟာဒါဆိုကောင်းပြီဆိုပြီးစိတ်တူစေတနာတူနဲ့အဲ့ဒီခွေးလေးကိုထမင်းတွေလှူကြခွေးလေးစားတာကြည့်ပီတိတွေဖြည့်ပြီးတော့နေကြအဲ့ဒီကနေရှေ့ဆက်ခရီးသွားညနေဆောင်တော့တငယ်ချင်းစီရောက်တငယ်ချင်းစီလည်းရောက်ကြရောပြိဿဘာဖြစ်တုံးဆိုတော့ဟိုကမေးတယ်ဟာတငယ်ချင်းတို့ဘာလို့လာကြတော့ဘာလို့လာတာနောက်မှမေးပါကွာအယောင်းဝင်နဲ့လာတဲ့သားမှတ်လိုက်တော့တို့ထမင်းကျွေးသားဗိုက်စားလို့ဆိုထမင်းကျွေးထမင်းစားလို့ပြီးတော့ဘယ်တော့မင်းတို့ကထမင်းစားလို့ပြီးရောင်းမဲ့ကုန်ပစ္စည်းကဘယ်မှာတော့ဟာဆိုတော့စာရွက်ကြီးထုတ်ပြဟင်ဒါမင်းတည်ထားတဲ့ဖရာတွေကြောင်းတွေတစောင်းတွေပြတ်တတ်တွေငါနဲ့ဘာဆိုင်လို့ဒီအလှတွေလာရောက်တာပဲဟောဗျာအလှရောက်တယ်မကြဘူးမကြဘူးဒီတကကြားဘူးဆိုတာမှတ်လိုက်ကွာအလှမင်းဘယ်လိုလုပ်ရောက်မှာတော့ဒီလိုလုပ်မယ်တဲ့ချိန်ဝင်တစ်ခုကိုလဲကောင်ချိတ်တယ်ပြီးတော့တစ်ဖက်ကငွေထက်တစ်ဖက်ကကုသိုလ်ထက်ကုသိုလ်နဲ့ငွေညီတဲ့အချိန်ဟာဒါမင်းတန်ဖိုးဖြတ်တာပေါ့ကွာကောင်းပြီဆိုပြီးတော့အဲ့ဒါငွေထုတ်ယူတဲ့ပြီးတော့ချိန်ဝင်တစ်ဖက်တဲ့ထက်ငွေထုတ်ကလေးပြီးဇောက်ထိုးကြီးအောက်ကိုကြားဟိုဘက်ကကုသိုလ်ထဲ့မဲ့ဟာကအပေါ်မှာမြောက်နေမယ်ပေါ့ထဲ့ကွာမင်းပြုတဲ့ကောင်းမှုတွေဆိုတော့ထဲ့လိုက်တာကြောင်းဆောက်တဲ့ကောင်းမှုကြီးထဲပါ၏မလုတ်ဘူးတဲ့ချိန်ဝင်ကဟုတ်လားဖယားတဲတဲ့ကောင်းမှုထဲပါ၏မလုတ်ဘူးလမ်းပြင်တဲ့ကောင်းမှုထဲပါ၏မလုတ်ဘူးထဲလိုက်တာကောင်းမှုတွေသာပြည့်တဲ့စိတ်ရင်းနဲ့ကုံသွားရောငွေဒုက္ခပဲနိုင်တယ်ကုသိုလ်လှုပ်ကိုမလုတ်ဘူးတဲ့ဟဲ့ကောင်ထဲမင်းနောက်ထပ်ထဲစရာကြံသေးလာပြီးတော့မကြံတော့ဘူးကွာငါစင်းရင်တော့ကုံသွားပြီဆိုတော့မျိုးသမီးကဝင်ပြောမောင်ရဲ့တဲ့မောင်နဲ့ကျမလမ်းမှာခွေးပိန်မာလေးကိုစိတ်တူစေတနာတူနဲ့လှူခဲ့တဲ့ကောင်းမှုစင်းလေးမပါဘူးလားဟာမေ့နာဟုတ်သားစိတ်တူစေတနာတူနဲ့ခွေးလှူတဲ့ကောင်းမှုထဲပါဤခမရဆိုထဲတော့အဲ့ဒီမှာငွေတုပ်ကြီးကမြောက်တက်သွားဟဲ့ကောင်မင်းငွေထက်ငွေထဲလဲကုသိုလ်ဒုက္ခလေးပြီးအောက်နစ်ကြထဲလဲဒီတိုင်းနောက်ဆုံးတော့ပြိဿဘလို့လောက်ကြတော့မေးကြိုက်ကွာမင်းခွေးကျွတ်တဲ့ကုသိုလ်တော်တော်လေးပဲဂရေ80နဲ့တန်ဖို့ဖြတ်မချိန်ဝင်လဲထဲလို့နေရာမရှိဘူးဂရေ80ပေးမယ်ဆိုပြီးတော့ခွေးကျွေးတဲ့ကုသိုလ်ကဂရေ80တန်ဖို့ရသွားတယ်ဟုတ်ပြီလားအဲ့ဒီမှာပြိဿအမျိုးသားကဘလို့ဖြစ်တယ်လဲကွာကြောင်းကြီးဆောက်လိုက်တာသိမ့်ပေါင်းတောင်းချီကုန်ခံပြီးဆောက်တဲ့ကြောင်းကထဲ့လိုက်တော့ချိန်ဝင်မလှုပ်ဘူး
ဘယ်လိုဖြစ်တယ်လဲဆိုတော့မျိုးသမီးကထထောက်တယ်မောင်းတဲ့သိန်း1000သာကုန်ရတယ်မောင်းဆောက်တဲ့ကြောင်းဘုန်းကြီးနဲ့မောင်းတဲ့စကားများတယ်မို့လားဟုတ်တယ်ကွာငါဆောက်တာဆောက်ရတာစေတနာမပေါ့စောက်ရင်းနဲ့ဘုန်းကြီးကတစ်မျိုးငါကတစ်မျိုးဟုတ်လားကျောင်းသာလှူလဲရတယ်ပြိဿအဲ့ဒီအလှူမှာဘုန်းကြီးနဲ့ရံဖြစ်ပြီးစေတနာပြတ်သွားဘူးတဲ့ဗျာဒါဆိုရင်ဖယားတဲတဲ့ကောင်းမှုကြဘယ်နဲ့တော့အဲ့ဒီတော့ကလည်းရှင်ဂောပကနဲ့စကားများတာပဲဒါဆိုလမ်းလှူတဲ့ကောင်းမှုကြီးလမ်းလှူတော့လဲရှင်ပဲအဲ့ဒါကြောက်လို့သာလှူရတာလှူခြင်းစိတ်စေတနာမပါဘူးဆိုဟောပြုတ်လိုက်တဲ့ကောင်းမှုတွေလှူဝဲဝတ္ထုကကြီးကြီးမားမားကြီးတွေဒါပေမဲ့စေတနာနဲခဲ့ဘာနဲခဲ့တဲ့ခွေးလှူတဲ့ကောင်းမှုကြပြိဿထမင်းတုတ်ကလေးကတိတိလေးဘာအားကောင်းခဲ့ညောင်စီလေးလောက်လှူတော်လဲဘာလောက်ရစေတနာကိုပြောတာညောင်မင်းကြီးလောက်လှူပေမဲ့ဘာလောက်ကလေးရစေတနာကိုပြောတာသူတော်ကောင်းတို့ဟုတ်လားခနေ့ဆွမ်းလောင်းသင်းပြုတ်လို့ကြတဲ့အာလုံးသောသူတော်ကောင်းတို့တွေကိုပြုတဲ့ကောင်းမှုလေးမေ့မေ့ပြောမဖြားကြဖို့ဒါပြောတာပါခွေးလေးထမင်းတစ်ထုပ်လှူတာတော့ပြိတဲ့စေတနာထားတတ်တော့ဂရီ80မှာဂရီ40ရသေးတယ်ဆိုရင်သူတော်ကောင်းတွေပြုနေတဲ့ကောင်းမှုကဝါတွင်းဆိုရင်တစ်လ4ကြိမ်လောင်းခဲ့ဝါဘဆိုတစ်လ2ကြိမ်လောင်းတယ်8နှစ်လောက်လောင်းပြီးပြီဆိုရင်တန်ငါပေါင်းဘလောက်ရှိသွားပြီလဲတွေးပြီးဝမ်းမြောက်တတ်ဖို့စေတနာထားတတ်ဖို့ဥစဉ်ပြောတယ်လို့နားလည်ကြပါဗျာဟုတ်ပြီလားအကြောင်းသူတော်ကောင်းတွေပြုကြတဲ့ဒီကောင်းမှုပြုတဲ့ပွဲမှာဥစဉ်ဘာပြောမလဲမေးလိုက်တော့ချမ်းသာ4ပါးချမ်းသာဘယ်နှပါး4ပါးပါဗျာဒုက္ခယာဝသရာသီလံဒုက္ခတတ္တပဋိဋ္ဌိတာဒုက္ခပညာယပတိလာဘောပပနံအကရဏံဒုက္ခံဒုက္ခယာဝသရာသီလံသီလ5ပါးရှင်ပါသတိတမ္မသီလတော်မြတ်သည်ယာဝသရာဩတိတိုင်အောင်ဒုက္ခတကယ်ကောင်းတဲ့ချမ်းသာကြောင်းဖြစ်ပါပေ၏ဒုက္ခတတ္တပဋိဋ္ဌိတာတတ္တလောကုလောကီနလီထင်ရှားတဲ့တတ္တတရားသည်ပဋိဋ္ဌိတာတိတခိုင်မြဲ၍နေကြမယ်ဆိုရင်ဒုက္ခတကယ်ကောင်းတဲ့ချမ်းသာကြောင်းဖြစ်ပါပေ၏ဒုက္ခပညာယပတိလာဘောပညာယပညာကိုပတိလာဘောရခြင်းဟာလည်းပဲဒုက္ခတကယ်ကောင်းတဲ့ချမ်းသာကြောင်းဖြစ်ပါပေ၏ဘာပါဏအကရဏံဒုက္ခမကောင်းမှုအကုသိုလ်ကိုရှောင်နိုင်ခြင်းဟာလည်းဒုက္ခတကယ်ကောင်းတဲ့ချမ်းသာကြောင်းဖြစ်ပါပေ၏ရဲ့လို့ဘဂဝါဘုန်းတော်6ပါးသခင်ဖယားရှင်ကိုရောမြတ်ကဒေသေတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဒုက္ခ4မျိုးမှာနံပါတ်1ဒုက္ခနံပါတ်1ချမ်းသာကသီလရှိရင်ချမ်းသာတယ်တဲ့ဒီလိုပြောပါရှိရင်ချမ်းသာဒါဆိုရင်ချမ်းသာခြင်းနဲ့တို့တော်ကောင်းတွေဘာရှိအောင်လုပ်ရသီလရှိအောင်လုပ်ဟုတ်လားသီလမရှိရင်မချမ်းသာဘူးသီလရှိရင်ဘာဖြစ်မလဲခဏဦးဇင်းတို့ဗမာပြည်မှာကြီးကိုကျင့်တရားတွေတို့ပြီးတော့ကောင်းလာသလားကိုကျင့်တရားတွေရော့ပြီးပို့ပြီးတော့ဘာဖြစ်လာကြတော့ပြက်သွားသလားလို့ပြန်စဉ်းစားကြကိုကျင့်တရားတွေကောင်းလာရင်ပြိဿအဲ့ဒီနိုင်ငံအဲ့ဒီလူမျိုးတွေဘာဖြစ်မှာတော့ချမ်းသာမှာဟုတ်လားကိုကျင့်တရားတွေပြက်လာတယ်ဆိုအဲ့ဒီနိုင်ငံဘာဖြစ်မှာတော့ဆင်းရဲမှာချမ်းသာဆင်းရဲကိုမြတ်စွာဘုရားကတော့ကိုကျင့်တရားနဲ့ပဲတိုင်းဘာနဲ့ပဲတိုင်းသီလကောင်းရင်ချမ်းသာမှာသီလမရှိဘူးဆိုရင်ဆင်းရဲမှာဟုတ်ပြီနော်ဦးဇင်းတို့ဗမာပြည်မှာကြည်ပေါ့ခဏခေတ်ဆိုရင်ဦးဇင်းတို့ငယ်တုန်းကနဲ့ကိုမတူတော့ဘူးနော်ဦးဇင်းတို့ငယ်တုန်းကဆိုပြိဿအရက်တောက်ချင်တဲ့လူဟာခိုးကြောင်ခိုးဝဲနဲ့သူတောက်တာကိုမတိမှန်းသိအောင်တောက်ရဘာဖြစ်လို့တော့မင်းရှက်ကြတယ်ကြောက်ကြတယ်လေဟုတ်လားခုအဲ့ဓာတွေကအဲ့ဒီအရှက်ကြောက်တွေရှိသေးလားရှိပါဘူးဗျာနံပါတ်1သီလတစ်ခုကျိုးပြီဟုတ်ပြီလားအဲ့ဒီနောက်မှာပြိဿယောက်ျားလေးတွေကထင်းသလိုတောက်ပြီးတော့ဂယုမဆိုင်နဲ့သွားကြလို့လားတော့မသိဘူးနောက်ဆုံးတော့မိန်းကလေးတွေပါတော့ပါလာကြပြီဟောတစ်သီလနော်
မြတ်စွာဘုရားကချမ်းသာခြင်းသီလရှိအောင်လို့တဲ့ဥဒ္ဒနုတွေကချမ်းတော်ချမ်းသာခြင်းနဲ့ဖရာစကားနားမထောင်ခြင်းညာဘူးဒီလိုဖြစ်နေကြဟုတ်ပြီလားချမ်းသာခြင်းညပြီမဲ့ဖရာစကားနားမထောင်ဘူးဆိုရင်ပြိဿချမ်းသာပါမလားမချမ်းသာဘူးအဲ့ဒါကြောင့်ပြိဿချမ်းသာဖို့ရန်အတွက်မြတ်စွာဘုရားကတစ်သီလရှိအောင်လုပ်ပါပါရှိအောင်လုပ်ရမယ်တမြန်နေ့ကဦးဇင်းတို့မန္တလေးမှာဦးဇင်းကိုစာချပေးခဲ့တဲ့ဆရာတော်ကြီးတွေမန္တလေးတရားပွဲလာရင်းနဲ့ညနေ3 နာရီလောက်ကလေးကလာပြီးတော့လှည့်ပြီးတော့ရှ िख ိုးတဲ့သတင်ကျုပ်ကာလကြော့တော့ငယ်စဉ်တောင်ကြီးကလေးဘွားကစာချပေးတဲ့ဆရာတော်တွေအခု80ကျော်ကုန်ကြ80ကျော်တဲ့ဆရာတော်ကြီးတွေပြီးမပြီးနိုင်ဘူးဆုံးမလိုက်ကြတာဦးဇင်းကိုတွေးတော့လေတန်ဖိုးကလည်းအလွန်ရှိကောင်းလိုက်တာပြိတဲ့နောက်ကတရားဝဲရှိနေလို့ပါဖေဟာဆို3 နာရီလောက်ကနေကြော့လိုက်တာည7 နာရီလမှပြီးတရားဟောရအောင်မှာပါဖေဟာဆိုပြီးတော့ခွင့်တောင်းပြီးတော့မှချမ်းသာကြီးတောင်တဲ့ကယရဏဗိမာန်ဆရာတော်ဥဇောတိကဘိဝန္တဥဒင်းငယ်ကအလင်္ကာတို့ရမိုက်တို့ဆန်းတို့ဒါတွေသင်ပေးခဲ့အဲ့ဆရာတော်ကြီးတို့ရှ िख ိုးလိုက်ရင်နေသမ်းမအောင်ကွာပြောကျင်သေးလို့ပြန်ပြရတယ်နေပါအောင်ကွာရှ िख ိုးလိုက်ပြန်လိုက်ပြန်ခွင့်တောင်းလိုက်ရင်3 ချိန်ကြတယ်ရှ िख ိုးပြီးမှထိုင်ခိုင်းလို့ထိုင်နေရလေတရားပွဲကြောင့်သာပြတဲ့ထရတာဗျာသူတို့ဆုံးမဩဝါဒစကားတွေများကောင်းလိုက်ဘာတွေပြောပြလဲမေးရင်အဲ့တဲ့မှတ်မှတ်ရဥစဉ်ပြိတဲ့တန်ဖိုးဖြတ်လို့မရတဲ့ထဲကအများကြီးတဲ့ကပေါ့ဦးဇင်းတို့သာသနာသမိုင်းမှာကြီးကံရှင်ကြီးဆိုတာကြားဘူးလားမြိုင်နယ်ကကြီးကံရွာကကိုရင်ကြီးပေါ့ဟုတ်လားအဲ့ဒီကိုရင်ကြီးကအသက်18 နှစ်မှာတိတ်ပြီးတော့ညံထက်ညံသွက်တော့18 နှစ်ကလေးကမင်းမူရန်ဖြစ်နိုင်ငံဝန်ထမ်းဖြစ်တယ်ပေါ့ဥပဒေရေးရာဘက်မှာမြန်မာနိုင်ငံအတွက်ဥပဒေရေးရာဘက်မှာသူလှုပ်တယ်18 နှစ်ကနေလှုပ်တာလုပ်ငန်းလုပ်သက်20ကြာမှာကိုရင်ဝတ်တယ်လုပ်သက်20မှာဘယ်လောက်အဲ့တော့အသက်ဘယ်လောက်ဖြစ်သွား38 နှစ်မှာကိုရင်ဝတ်တာနော်38 နှစ်မှာကိုရင်ဝတ်တယ်ကိုရင်ဝတ်ပြီးတော့ပြိဿစာသင်လိုက်တာခဏလေးနဲ့သိမကြခင်မှာပဲပိဋက3 ပုံသူတတ်တယ်ပိဋက3 ပုံတတ်တော့အဲ့မှာသူ့ရဲ့ခေါင်းထဲမှာရှိတဲ့ကြပြာညံနဲ့ပိဋက3 ပုံရဲ့အနှစ်သာရတွေထုတ်ပြီးတော့မေခွန်းတွေရေးတာမေခွန်းပေါင်း3920မေခွန်းပေါင်း3000ကျော်ပေါ့ဟုတ်ပြီလားသူမေခွန်းတွေကိုသိမဖြေနိုင်ကြဖြေတာပြိဿဦးဇင်းတို့ဟိုရွှေတောင်ဘက်ကကြီးသေးလေးတက်ဆရာတော်ကြီးဖြေတယ်1200ဖြေသွားတယ်3900မှာဘယ်လောက်ဖြေသွားဘယ်လောက်ကြံသေးတယ်လဲစဉ်းစားပေါ့ဟုတ်လားအဲ့ဒါဆရာတော်ကြီးကမင်းဆက်ပြီးဖြေဖို့ကောင်းတယ်အဲ့လောက်ထက်တဲ့ကြီးကံရှင်ကြီးကိုရင်ဘဝနဲ့နေတာ15 နှစ်တဲ့ကိုရင်ဘဝနဲ့15 နှစ်ကြာတော့အသက်ဘယ်လောက်ဖြစ်သွားအသက်52 နှစ်ဖြစ်ဟုတ်ပြီလားကိုရင်ဝိတ္တန်တော့ရဟန်းမခံဘူးအဲ့တော့ပြိဿဘာဖြစ်လာတော့မေးလို့သူမေးတာတွေမဖြေနိုင်တော့တော်တော်များများမာနတွေတက်လာအဲ့တော့ဦးဇင်းတို့ဒီကနေပြီးတော့သွားလိုက်ရင်စကိုင်းကနေမုံရွာသွားခင်မွန်ရဲ့အလွန်မှာမုံရွေးဆိုတာရှိတယ်လေအဲ့ဒီမုံရွေးမှာရှိတဲ့မုံရွေးဆရာတော်ကလည်းအသက်16 နှစ်နဲ့ပိဋက3 ပုံ 4 ခေါက်ပေါက်တဲ့အသက်16 နှစ်နဲ့ပိဋက3 ပုံဘယ်နှခေါက်သိအောင်စရာကောင်းတယ်နော်အခုဦးဇင်းတို့ဒီခေတ်မှာအသက်16 နှစ်နဲ့ဓမ္မစရိယအောင်တယ်ဆိုတာဘာကျုပ်ဆရာတော်ကြီးရှိတယ်လေဦးဇင်းတို့ဆို16 နှစ်မှမြို့ရောက်တာဟုတ်လားအခုမမောင်ခါကျုပ်ဆရာတော်ကြီးကငယ်ငယ်လေး16 နှစ်ကလေးကဓမ္မစရိယအောင်တာညင်သွေးတွေပြောတာပါမုံရွေးဆရာတော်ကပြီးတယ်အသက်16 နှစ်နဲ့ပိဋက3 ပုံကို4 ခေါက်လောက်ပေါက်ထားတော့သူလည်းပဲသိပ်ပြီးတော့ထင်ပေါ်သိပ်ပြီးတော့ကြော်ကြပိဋကကိုထုံးလို့ရေလိုနှောက်နေတဲ့မထေတဘာလို့ထင်ပေါ်ကြော်ကြတော့အသက်52 နှစ်ရှိပြီဖြစ်တဲ့ကြီးကံကိုရင်ကြီးကအဲ့ဒီမုံရွေးဆရာတော်ဒီလာပြီးသူကမေးခွန်းနေမေးမလို့လာတာတဲ့
လာလိုက်တဲ့အခါမုံရွေးဆရာတော်ကမေးရှင်ကြီးလားယဟန်ကြီးလားလို့ဒီလိုမေးတာတဲ့ဗျဟုတ်လားကိုရင်လားဥစဉ်လားပေါ့ကိုရင်လားဥစဉ်လားလို့မေးလိုက်တော့ကြီးကံရှင်ကြီးကဖြေတယ်ခေါင်းလောင်လဲကြေးခြူလဲကြေးရွေးမြမထူပြီးသူတော်ကောင်းတွေဖះမှာချိတ်ထားတဲ့ခေါင်းလောင်ကြီးကဘာနဲ့လှုပ်တာနွားလည်းပဲမှာဆွဲထားတဲ့ခြူလေးတွေလည်းဘာနဲ့လှုပ်ထားခေါင်းလောင်လဲကြေးခြူလဲကြေးရွေးမြမထူပြီးယဟန်ခိုင်လဲသီလနဲ့ကိုရင်လဲသီလနဲ့နိဗ္ဗာန်ရောက်ရင်တူတူပဲဟုတ်ပြီလားယဟန်လဲဘာနဲ့ကိုရင်လဲဘာနဲ့ဘာထူးတော့နဲ့ဘာဖြစ်လို့ယဟန်ခံနေမှာတော့ယဟန်ခံစရာမလိုဘူးတဲ့သီလကလူတိုင်းကိုရင်ရှိလဲကိုရင်ဝတ်ပြီးတော့သီလထိတ်လဲနိဗ္ဗာန်ရောက်မှာပဲယဟန်ဝတ်ပြီးသီလထိတ်လဲဘယ်ရောက်မှာလဲနိဗ္ဗာန်ရောက်မှချင်းတူတူတော့ဘာဖြစ်လို့ယဟန်သီလကြီးထိတ်မလဲတဲ့ကိုရင်သီလလေးနဲ့နေမယ်ပေါ့တဲ့နွားဆွဲမှာဆွဲထားတဲ့ခြူလေးလဲကြီးပါပဲခေါင်းလောင်းကြီးကလည်းကြီးပါပဲဟုတ်ပြီလားအဲ့ဒါကြီးကံရှင်ကြီးကပြောတာဗျာခေါင်းလောင်လဲကြေးခြူလဲကြေးရွေးမြမထူပြီးဟုတ်ပြီနော်အဲ့ဒီမှာ16နှစ်နဲ့ပိဋကတ်3ပုံထုံးလို့မှွေထားတဲ့မုံရွေးဆရာတော်ကပြန်ပြောတယ်ခေါင်းလောင်နဲ့ခြူကြေးချင်းတူတန်မှုကွဲပါသည်တဲ့ဟောခေါင်းလောင်နဲ့ခြူကြေးချင်းတူပါကွဲတယ်ခေါင်းလောင်းကြီးထိုးလိုက်ရင်ဒူးဆိုပြီးမြည်မယ်လေခြူလေးခေါင်းကြီးချက်ပဲမြည်မှာပဲဟုတ်ပြီလားခေါင်းလောင်းလဲကြီးခြူလဲကြီးကျွေးမြမထူးပြီဆိုတော့မှန်ပါတယ်ကြီးချင်းတော့တူပါတယ်ဒါပေမဲ့လို့တဲ့ခေါင်းလောင်းနဲ့ခြူကြီးချင်းတူတန်မှုကွဲပါသည်ယဟန်သီလက229သွဲအကျယ်အဖြင့်ဂရေ9000ဟုတ်ပြီလားလူသီလကပြိဋိ5ပါးခါကြီးရကြီးမှာ10ပါးကိုရင်သီလကပြိဋိ139ပါးယဟန်သီလမှီလားမမှီဘူးနိဗ္ဗာန်ကိုခြိတက်တဲ့နေရာမှာဥယျာဉ်ကြီးရေတဲ့သီလအားကောင်းလေနိဗ္ဗာန်မြန်ရောက်လေတဲ့ဒါပြောတာသီလအားကောင်းလေဘာမြန်ရောက်လေရောက်မြန်ပြန်တွေ့သီလအားနဲ့လေနိဗ္ဗာန်ရောက်ဖို့ရန်ခဲရင်လေပဲဟုတ်ပြီလားမြန်ရောက်ချင်တဲ့လူတွေအတွက်ယဟန်သီလနဲ့သွားရတယ်တဲ့ဒီလိုပြောခေါင်းလောင်လဲကြေးခြူလဲကြေးခေါင်းလောင်နဲ့ခြူကြေးချင်းတူတန်မှုကွဲပါသည်ဆိုဒါလေးဖြေတာနဲ့နားလဲပါပြီဖရာဆိုပြီးတော့အဲ့ဒီကြမှာယဟန်ခံတာတယ်ဗျာအသက်ဘယ်နှစ်မှာယဟန်ခံတယ်စာတတ်ပေတတ်တွေပြောလိုက်ရင်တခေါနဲ့ပြီးတာပြောတာဘာကွာကြောင်းပြောတယ်သီလကွာကြောင်းဟုတ်ပြီလားအဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအာကိုရာရှာတဲ့နေရာမှာသီလလောက်ကောင်းတဲ့အာကိုရာမရှိဘူးတဲ့ဘာလာကောင်းတဲ့အာကိုရာဓမ္မကံဘေကဝေသီလတတိတပတိတရဏနာမနတ္ထိဘေကဝေယံတော်များဥจิตသားတို့ဓမ္မကံသင်တို့မှာသီလတတိတံသီလနဲ့တူသောပฏิတရဏနာမအာကိုရာဆိုတာနတ်ထိဟောဒီလောကကြီးထဲမှာမရှိဘူးအာကိုရာရှာတဲ့နေရာမှာသီလလောက်ကောင်းတဲ့အာကိုရာရှိဘူးတဲ့ဗျဟုတ်ပြီလားခဏဦးဇနုဗမာပြည်မှာဦးဇနုခေတ်မှာတော့ပြောကြတယ်ကလေးတယောက်တွေ့ရင်အဖေမရှိအမေမရှိပညာမတတ်စီးပွားမရှိရင်ဒီကလေးအာကိုရာမဲ့နေတယ်လို့မပြောဘူးလားမြတ်စွာဘုရားကတော့မိဘရှိမရှိပညာရှိမရှိပတ်စံရှိမရှိကိုခြင်းတရားသာကောင်းရင်အဲ့ဒီပုဂ္ဂိုလ်ဘာရှိတယ်အာကိုရာရှိတယ်ဒါဟုတ်ပြီလားအာကိုရာကပြိတဲ့မြတ်စွာဘုရားကငွေနဲ့တိုင်းတာလားသီလနဲ့တိုင်းတာသီလနဲ့တိုင်းတာငွေရှိပြီးပြိတဲ့ကိုခြင်းတရားပြည့်နေရင်အဲ့ဒီပုဂ္ဂိုလ်ဟာပြိတဲ့သေကံဒီကာလဒုက္ခရောက်မှာပဲဒါပြောတာဟုတ်ပြီနော်ငွေမရှိပေမဲ့သီလရှိနေသေကံဒီကာလမှာသေခြင်းကိုရင်ဆိုင်ရတဲ့တတ္တိရှိမှာပဲဦးဇနုပြောနေကြမြတ်စွာဘုရားလက်ထက်ကသုလတိတ်တနဲ့မဟာတိတ်တဂရေ80ချမ်းသာတဲ့တထေသား2ယောက်
မိဘနှစ်ပါးဆုံးသွားတော့အရွယ်ရောက်လာတဲ့ညီကိုနှစ်ယောက်မှာသုလတိတ်တာကအိမ်အောင်အရင်ပြုအိမ်အောင်ရင်ပြုလိုက်တော့ညီကိုနှစ်ယောက်ကြဒဇိန်းရောလာတော့အမွေခွဲတယ်တယောက်ကိုဂရေ40တီရဂရေ40တီရတော့ပြည့်တယ်သုလတိတ်တာနဲ့သုလတိတ်တာရဲ့ဇနီးက40တော့ပစ္စည်းတွေကိုကြည့်ပြီးတော့ဒုက္ခလို့ဒီလိုမြင်တဲ့ရွှေတွေငွေတွေကိုပြိဿဘာလို့မြင်တယ်နောက်ထပ်ပြိဿမဟာတိတ်တာကြီးကတော့အဲ့ဒီပစ္စည်းဝတ္ထုတွေကိုကြည့်ပြီးတော့နောက်ပတ်စံဂရေ40ကိုကြည့်ပြီးဒုက္ခလို့မြင်တာတဲ့ဟုတ်လားမြင်ပုံချင်းတူလားတယောက်ကဘာဖြစ်တယ်ဒုက္ခလို့မြင်တဲ့ပုဂ္ဂိုလ်ကသိမ့်ပိုက်ခြင်းစိတ်ရှိမယ်ပေါ့ဒုက္ခလို့မြင်တဲ့ပုဂ္ဂိုလ်ကစွန့်လွတ်ခြင်းစိတ်ပေါက်မယ်ပေါ့စွန့်လွတ်ချမ်းသာဘေးကင်းกว่าဟုတ်ပြီလားစွန့်လွတ်ရင်ချမ်းသာတာပဲအဲ့တော့ဒါငါဘေးကင်းกว่าအောင်ဒါတွေစွန့်လွတ်တော့မယ်ဒီရွှေတွေငွေတွေကင်ထားမယ်ဆိုရင်လေတဲ့ကြီးကန်းတကောင်ကအသားကိုခြီသွားသလိုပဲမန္တပေတုပမဒုက္ခပေါ့ကြီးကန်းတကောင်အသားကိုခြီသွားရင်ကြီးခြီသွားတဲ့နောက်ကိုပြိသိနောက်ကကြီးကန်းတွေဝိုင်းမလိုက်ဘူးလားစိတ်ကြပြူကြအဲ့မှာကြောက်နာလုံးလို့အဲ့ဒီကြီးအသားတုံးကြီးလွတ်ချနောက်တကောင်ကထပ်ဆွဲသွားတဲ့နောက်ကိုပြန်လိုက်တယ်ဟုတ်လားဒါဗမာနိုင်ငံကကြီးကန်းပေါ့အသားတုံးဆိုကြိုက်တယ်လေဟိုအိန္ဒိယမှာဦးဇင်းတို့နေတော့အိန္ဒိယကအသားသိမ့်မစားကြတော့ကြီးကန်းတွေကဦးဇင်းတို့ငချောက်တွေပါလမ်းချီဘူးဗျကြပါတီဆိုရင်ဆွဲသူတို့ကလည်းသူတို့ကြိုက်တာဆွဲကြတာလေကြပါတီဆိုရင်လာဆွဲရူတီဆိုလာဆွဲကြက်ဥဆိုရင်တော့အံ့ဩစရာပါဇက်ကြီးဖျဲပြီးကြီးပါဇက်ဆိုတာအဲ့မှာသိတာနော်ဟာဖောက်တယ်ပြီးတောက်သွားတာကြီးတွေကလေအဲ့တော့ပြိဿရဲ့ကြီးကတကောင်ကအသားကိုဆွဲသွားတယ်လို့ဆွဲသွားတဲ့နောက်ကိုအခြားကြီးကနေလိုက်တယ်လို့ဖြစ်မှာပဲဆိုပြီးမဟာတိတ်တာကသူရတဲ့ဂရေ40ငါမယူတော့ဘူးငါညီတို့ငါညီမတို့မင်းတို့ပဲယူကြဆိုပေးပြီးစွန့်ပြီးသွားတာတော်ထဲမှာပြိဿနှစ်ပေါင်းများစွာတရားကျင့်နေတော့အိမ်မှာရှိတဲ့သုလတိတ်တာဇနီးကတွေ့တယ်ဟဲငါတို့ချမ်းသာလိုက်တာဂရေ80ကလည်းမဟာတိတ်တာက40ပေးလို့80ဖြစ်တာ तू မပြောလို့မြတ်ပြန်ထွက်ရင်တို့သူ့40ပြန်ပေးရအောင်တို့စည်းစိမ်တော့ရောခံလို့မဖြစ်ဘူးဒီကိုယ်တော်ပြန်ရှင်းမှဖြစ်မယ်ဆိုပြီးတော့လူသားသမားတွေခေါ်ပြီးလိုက်တာခိုင်းတာလေဗျာဟုတ်လားအံ့ဩစရာအဲ့ဒီတုတ်တန်များငွေ900နဲ့တတ်ခိုင်းလူသားသမားလည်း900လူသားသမား900ငွေ900ဆိုတော့တကယ်တတ်လိုက်ပြီးတော့ခွဲယူတယောက်ဘယ်လောက်စီရဟင်တရားစီရလားဘယ်လောက်စီရ30စီလားကဲတစ်ဖွဲ့က100စီတစ်ဖွဲ့က30စီဟုတ်လားပြန်တွေးလူသားသမား900ငွေကလည်းဘယ်လောက်စီပဲရတယောက်တစ်ကြက်စီပဲရဟုတ်လားငွေတစ်ကြက်နဲ့ဘုံကြီးတတ်တယ်ဗျအဲ့ဒီဝတ္ထုလေလိုက်တတ်ကြတာဗျာညနေဆောင်တော့ပြေးတယ်မာတိတ်တာကြီးဝိုင်းထားတယ်ဟိုမှာတရားကျင့်တဲ့ပုဂ္ဂိုလ်ကတယောက်တည်းတတ်မလို့သွားတဲ့ပုဂ္ဂိုလ်က900တဲ့ဟဲ့ကောင်တွေရုပ်နဲ့မင်းတို့ဘာလုပ်အရှင်ဘုရားဘွယ်ဘလို့ခေါ်မာတိတ်တလို့ခေါ်တယ်ဒါဆိုရှင်ဘုရားကိုတတ်မလို့လာကြတာတဲ့တတ်မလို့လာတယ်ဆိုတော့ဧကရတ္တိဇီဝိတံဒေထတညတော့အသက်ချမ်းသာပေးပါကွဒီလိုတောင်းတညချမ်းသာပေးဆိုညထပြေမနဲ့မတတ်လိုက်ရပတ်စံရမှာမဟုတ်ဘူးအရှင်ဘုရားဘက်ကတက်တည်တက်ကရဘသူရှိတော့အာမခံမဲ့လူဘလူရှိတော့တော်ကြီးတဲ့တက်တည်တွေရှိတယ်အာမခံတွေရှိရင်ရောမင်းတို့ကတော့ချမ်းသာပေးမလားပေးမှာကောင်းပြီကွာဆိုပြီးတော့နီးနားရှိတဲ့ကြောက်တုံးနဲ့ခြေသလုံးတွေပေါင်တွေရိုက်ချိုးပြအယိုးတွေကျိုးသွားပါပြီတဲ့ဒီနားကမထနိုင်တော့ပါဘူးမိုးလင်းမှလာတတ်ကြပါကွာဒီလောက်ဆိုတက်တည်လုံလောက်ပြီမော်လားပေါ့အမလေးရှင်ဘုရားရဲ့တညာလေးနဲ့များအသက်ကဘာလို့ရှည်ခြင်းသေးတယ်လဲဒီလိုသာသနာတော်ကြီးပွင့်ထွန်းနေတဲ့အချိန်မှာလူဖြစ်ဖို့ရတယ်ဆိုတာကတညာလောက်နေခွင့်ရတယ်ဆိုတာကိုနေတာမဟုတ်ဘူးဟုတ်လားဒီလိုခွင်ကောင်းကြီးရတဲ့အချိန်မှာလဲငါကလေတဲ့အတ္တိယာမိခရာယာမိတရကမရဏအဟံကိလေသာနဲ့သေရမှာရှက်လွန်းလို့ပါတဲ့ဒီလိုဖြေတယ်ဗျာကောင်းပါပြီရှင်ဘုရားဒါဆိုရင်တော့တရားအထုတ်မိုးလင်းတော့တတ်တာပေါ့ဆိုတော့လူသားသမား900ကတောက်စားပျော်ပါပြီးနေကြအဲ့ဒီမှာမဟာတိတ်တာတရားအထုတ်ဝေဒနာဝေခံပိတဝသီလံပိစဝက္ခန္တောပတိသုဒ္ဓသီလံနိတ္တယပိတိပါမောဇံဥပ္ပစီဂါထာနော်ဒါ
မာတိတ်တတရားအထုတ်တဲ့ဂါထာဟိုမနေ့တည်းမြန်နေ့ကဆရာတော်ကြီးတွေသွားကြတော့ဝိနာစရိယတရားဟောရင်ပါဠိတွေရွတ်လူတွေပြင်းတယ်ဆိုမရွတ်ဖဲမနေနဲ့တဲ့ဒီလိုမှားတာဗျဟုတ်လားဘာဖြစ်လို့တော့မေးလိုက်တော့နောက်တစ်ချိန်ယဟန္တာဖြစ်တဲ့အခါပဋိသင်္ပိတာ၄ပါးနဲ့ယဟန္တာဖြစ်ဤဆိုကြားဘူးတယ်မို့လားအဲ့ဒါပြိတဲ့ပဋိသင်္ပိတာ၄ပါးထဲမှာနိဒုဋ္ဌိပဋိသင်္ပိတာဆိုတာပါသင်ထားတဲ့ပါဠိကိုရွတ်ပြီးတော့ဟောတဲ့ပုဂ္ဂိုလ်မျိုးကယဟန္တာဖြစ်တာနဲ့ဒီပိုင်းနဲ့ပိဋကသုံးပုံကလိုညံမှလာထင်တာတဲ့ဟုတ်ပြီနော်ခဏသူတော်ကောင်းတွေတရားနာတယ်ဆိုတာလေဒါတရားနာတယ်လို့သာသုံးတာတနည်းပြောရင်ဒါစာသင်ကြတာပဲဟုတ်လားစာသင်တော့ဘုန်းကြီးတွေရွတ်တာလေးများကြိုက်တာလေးရွတ်မှတ်ထားပြီးကိုယ့်ကိုအိယာထရွတ်အိယာဝင်ရွတ်ဒါစာပြန်တယ်ခေါ်တာပဲနောက်တစ်ချိန်ယဟန္တာဖြစ်ရင်ပိဋကသုံးပုံကလိုပေါ်လာမှာတဲ့သင်တရားမလိုဘူးတဲ့ဗျာဟုတ်ပြီနော်အဲကြောင့်ဦးဇင်းကစောစောကရွတ်တာပါဗျာနော်ဝေရဏဝိခံပိတဝသီလံပိစဝက္ခန္တောပတိသုဒ္ဓသီလံနိဒယပိတိပါမောဇံဥပ္ပစီတဲ့ဝေရဏဝိခံပိတဝဝေရဏကိုခွာတယ်သီလံပိစဝက္ခန္တောသီလကိုစင်ကြင်တဲ့ပတိသုဒ္ဓသီလံနိဒယစင်ကြယ်တဲ့သီလကိုမြင်လိုက်ရတော့ပိတိပါမောဇတွေဖြစ်တယ်သီလစင်ကြယ်တာမြင်လိုက်ရတော့ပီတိဖြစ်တယ်ပါမောဇဖြစ်တယ်နှစ်သက်တယ်ဝမ်းမြောက်တယ်တနည်းပြောရင်ပျော်တယ်ပေါ့ဗျာဘာဖြစ်တယ်ပျော်တယ်မိုးလင်းရင်သေရမှာညဘာဖြစ်တယ်ပျော်နေတာဟုတ်လားမိုးလင်းရင်သေရမယ့်ပုဂ္ဂိုလ်ပျော်ဖို့ဆိုတာလွယ်လားခဏတော်ကောင်းတို့တွေလည်းသေကဏိကာလလူတွေမြင်ဘူးတယ်မို့လားပျော်ပြီးသေတဲ့လူရှိတယောက်မှပျော်ပြီးသေးတယ်လူရှိဘူးဟုတ်လားပျော်ပြီးသေးတယ်လူမရှိဘူးသူတော်ကောင်းအဲ့တော့ပြိတဲ့မဟာဒိဋ္ဌကမနဲ့မိုးလင်းရင်သေးရမှာညကိုပျော်တာဒီတခြားကြောင်လားသီလရှိလို့လားသီလရှိရင်သေရမှာတော့မကြောက်ဘူးဗျာဟုတ်လားအဲ့ကြောင့်မြတ်စွာဘုရားကဒုက္ခံယဝသရာသီလံတဲ့သေကံဤကာလတိအောင်ပျော်ရှင်မှုချမ်းသာမှုပေးတာဟာသီလပဲဟုတ်ပြီနော်ခဏခေတ်တော်ကောင်းတို့တွေကြည့်ပေါ့လူတယောက်စေကန်းသွားပြလိုက်ဘာယောဂဖြစ်နေပြီတဲ့မျက်နာကိုမသားမရသေရမရက်မသိသေးဘူးနော်ပျော်သေးလားပျော်ငါရဘာယောဂရှိနေပြီတဲ့ဟဲ့ဆိုပြောပြန်လာတဲ့ကောင်တယောက်မှရှိဟုတ်လားဆရာဝန်စမ်းတတ်တာဟေးယောဂတွေကိုငါအများကြီးပဲကွာပြောတာတယောက်မှရှိဘူးဟုတ်ပြီနော်ယောဂတစ်ခုလောက်ကြည့်လိုက်ရင်ကိုဘာဖြစ်သွားတော့စိတ်ညစ်သွားဟုတ်တယ်မို့လားပါဇက်ကသာမညစ်ဘူးပြောပြီးမှစိတ်ထဲတော့ဘာဖြစ်နေကြတော့ဟာယောဂရှိတယ်ဆိုရင်တချို့ပြိတဲ့ယောဂကတော်စိတ်ညစ်တာနဲ့သေရတာတွေအများကြီးပဲဟိုရွှေဘဝတ်သွားတရားဟောဘုန်းကြီးတစ်ပါးပြောပြဖြစ်ဘူးတဲ့သူကိုယ်တိုင်ပြောတာပါ60လောက်ရှိပြီဘုန်းကြီး63နဲ့ရွာထဲကနာရီတစ်ခုပင့်လို့သွားပြီးတော့တရဏဂုံတင်တရားသွားဟောနာရီစာလေးဖတ်လိုက်တော့အသက်က53ရှိတယ်ဟဲ့ဒီကတကမ53ငယ်ငယ်ရွယ်နဲ့ဘာဖြစ်လို့သေတုံးလို့မေးလိုက်တော့အပြန်မှမေးတယ်စီးကြိုယောဂဖရားဆိုတော့အဲ့ဒီဘုန်းကြီးဒူးညွတ်ပြီးလဲသွားဘာဖြစ်လို့တော့မေး तू လည်းစီးကြိုရှိတာတယ်လေဟုတ်လားအဲ့တော့ပြေးတဲ့တပည့်တော်မကြောက်ဘူးနော်ဒူးဘလို့ဖြစ်တယ်မသိဘူးပါဇက်ကသာမကြောက်တာစိတ်ကကြောက်နေတယ်မဟုတ်လားဟောဦးဇင်းတို့နောင်တော်ကြီးကျဲတဲ့ဘွင့်တီတကူကျဲတဲ့ဘွင့်ကြားဘူးတယ်မလားပွားဝါကြီးလေးသိပ်ပြီးတော့စေတနာကောင်းတယ်ဥစဉ်ညီကိုလည်းတော်တယ်ပြောမနာဆိုမနာအရေးကြီးရင်ဥစဉ်လှန်လှန်ခေါ်တာဒီမန္တလေးဆေးရုံတရုံမှာဈေးတက်တယ်ငါကြီးရေးလာပါဦးကွာငါသေရတော့မှာပါသွားကြည့်ဘာဖြစ်လို့တော့ဟာစီးသွားလို့မရဘူးစီးသွားလိုက်ရင်တတိလစ်သွားအဲ့တော့နိုင်ငံခြားသွားကူခြင်းနဲ့လှုပ်ပေးသားမှာဒီစေရုံကလည်းပြောတယ်မသွားနဲ့လမ်းနဲ့သေးမှာပေါ့ဒီပုံစံမသေးဘူးလို့သူတို့လက်မှတ်ထိုးမပေးဘူးတဲ့လက်မှတ်မထိုးကိုယ့်ကိုသွားအောင်ပေါ့မသေးဘူးလို့သာမှတ်ထားလိုက်မဲသူကမသေးဘူးလို့မှတ်ထားလိုက်လို့ပြောတော့မသေးဘူးကွာငါမသေးဘူးကွာမဲအော်ထားပြအဲ့ဒါလေဦးဇင်းလည်းအားတက်အဲ့ဒါလေမော်ကြတော့ဦးဇင်းကလည်းပတ်စပို့တက်တန်းကုန်တော့မလိုက်လဲရအောင်လေမော်တင်မယ်လို့တော့လေရင်ကလက်မှတ်ထိုးခိုင်းလေပေါ်မှာသိရင်တာဝန်မယူဘူးပေါ့ဒါမျိုးလေတာဝန်မယူဘူးဆိုရင်ဒီမှာတာဝန်မယူဆိုလက်မှတ်ထိုးရဲတယ်ဟုတ်ဘူးသူကလေရင်တစ်ခုခုဖြစ်ခဲ့တော့ဖ
ခဲ့တော့ဆိုတာလေရင်နောက်ကြတာတို့ဟိုခြားခီးတဲ့တွေကဟိုမမီလို့ဒီမမီလို့ပြဿနာရှာတာတို့လှုပ်လာခဲ့ကိုယ့်ဘာကိုဖြေရှင်းရောစရာရှိကိုယ့်ဘာကိုရောဒါပါထိုးဆိုတော့ဟာအဲ့ဒီမှာထိုးမယ်ကွာဆိုလက်မထိုးပြီးတော့ထိုင်လေရင်နဲ့တင်လှော့တာဖျားဖျားတနေလမ်းမသေးပါသေးနဲ့ပေါ့လေအဲ့ဒါကံကောင်းတဲ့ဟိုရောက်ကမသေးဘူးလင်းငရဲလောက်နေတော့ဦးဇင်းကပတ်စပို့တက်တန်းတို့လိုက်တော့အဲ့မှာနိုင်ငံခြားကုတော့တက်တောင်းတက်တာလေးဖြစ်လာမသေးနိုင်တော့ဘူးဆိုတာသိလာတော့အဲ့မှာဦးဇင်းကငွေလေးပါလေးလှူပြီးတော့တက္ကသိုလ်မှာလည်းဦးဇင်းကစာချတာနဲ့တရားဟောတာတွေနဲ့ရှိနေတော့ပြန်တော့မယ်နောင်ကြီးရ9ရက်လောက်လေးသွားနေလိုက်တဲ့အချိန်လေးမှာဦးဇင်းကအဲ့ဒီမှာကိုင်ငါလည်းပဲနိုင်ငံခြားရောက်တော့ထိုင်းရောက်တော့ကျမကြီးစစ်စစ်မယ်ပေါ့စစ်စစ်မယ်ဆိုပြီးတော့စကပြန်ခေါ်စကပြန်လေးငါစစ်စစ်ကျင်တယ်ကွာလို့ဒီရောက်တော့လို့စစ်ရင်ဘယ်နှစ်ရက်လောက်ကြာမလဲငါဒီမှာ3-4ရက်ချိန်ရနောက်ပြီးဘယ်လောက်ကြာမလဲဘယ်လောက်ကြာမလဲမေးလို့စကပြန်ကိုမေးလို့စကပြန်ကအရင်ပြောတယ်ရှင်ဖျားကြောအောင်လားအောင်မှုကွာဘိုက်အောင်လားမအောင်ဘူးရင်ဘတ်အောင်လားမအောင်ဘူးခေါင်းကြိုက်လားကြိုက်ဘူးဒါဆိုမစစ်နဲ့တဲ့အကောင်ကြီးတဲ့ဒီလိုပြောတယ်ဟာမင်းစစ်မှမင်းကောင်းမကောင်းသိမှာမဟုတ်လားမဟုတ်ဘူးတဲ့ဒီအချိန်လေးဆိုမစစ်နဲ့ဟိုလွန်ခဲ့တဲ့2လ3လကအဲ့လိုပဲတဲ့ဘုန်းကြီးတစ်ပါးရောက်လာလမ်းကြုံလို့ဆိုစစ်တာအသက်မှာဘာဖြစ်တယ်လဲပြောရောဒီမှာကုတာ2လပဲကြာတယ်သေရောဗျာတဲ့အဲ့ဘုန်းကြီးလေမစစ်ဖဲတဲ့ထိုင်သေရင်မှသေမှာသူပြောနေတာလေဟာတော်ကွာလို့အဲ့ဆိုကလည်းမစစ်ဘူးဆိုပြီးတော့လေကိုလည်းကြောက်တာပဲပြောတာလေဟုတ်လားစစ်ကိုမစစ်ဘူးတခုတော့ရှိတယ်ရှင်ဖျားစစ်ရင်တော့စစ်တယ်အဖြေမယူနဲ့ဘာထုမှတော့မင်းရလဲလို့လေအဲ့တော့သေရမှာတော့လူတိုင်းမကြောက်ဘူးလားကြောက်တယ်သီလမရှိလို့ပဲအဲ့ဒါတော်ကောင်းဟုတ်လားသီလသာရှိနေရင်ခုမဟာတိတ်တာကြီးကြည့်လိုက်နော်မနဲ့သေရမှာသိနေတာကိုပြိဿကြီးမလီပြောလို့ဗျာဘာရှိလို့ပြောတယ်ချမ်းသာလိုက်တာတဲ့ကိုရဟန်းပြုတဲ့ဘဝကစပြီးဘယ်သီလများပျောက်တယ်လဲကြားတယ်လဲကျိုးတယ်လဲညှို့တယ်လဲလို့သီလတွေပြန်စစ်အကုန်လုံးစင်ကြဲတယ်ဘယ်သူကမှလည်းငါမတရားမပြောခဲ့ဘူးဘယ်သူကမှလည်းငါမတရားမစော်ကားခဲ့ဘူးဘယ်သူပေါ်မှလည်းငါမတရားတဲ့အနည်းနဲ့ပြုမှုခဲ့တာဆိုတော့ဘာမှမရှိဘူးတဲ့ဗဇက်ကြည့်လိုက်လဲစင်ကြဲနေစိတ်စီးကြည့်လဲစင်ကြဲနေခန္ဓာကိုယ်ကြည့်လိုက်လဲဘာဖြစ်လို့စင်ကြဲနေတယ်တဲ့အဲ့ဒီစင်ကြဲတဲ့သီလလည်းမြင်လိုက်ရရောပျော်လိုက်တာအဲ့ဒီပျော်တယ်ဆိုတော့ပီတိကိုအခြေခံပြီးတရားကျင့်တော့မနဲ့အာယုံကျင့်လင်းတော့ရဟန္တာကြီးဖြစ်သွားတယ်စဉ်းစားကြည့်လူသားသမား900လဲဝိုင်းထားတယ်မနဲ့မိုးလင်းရင်လည်းသေရမယ်ဒါပေမဲ့ကြောက်တဲ့စိတ်ရှိသေးလားချမ်းသာတယ်သီလရှိလို့ချမ်းသာတာပြောတာဟုတ်လားသီလမရှိလို့ကတော့မနဲ့သေကနီးနေတဲ့ပုဂ္ဂိုလ်ဘေးကဆွေမျိုးတွေဝိုင်းကျင်တဲ့လောက်ဝိုင်းငွေတွေရှိကျင်တဲ့လောက်ရှိပစ္စည်းတွေပေါ်ကျင်တဲ့လောက်ပေါ်သီလသာမရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟိုလူလက်ဆွဲရဒီလူလက်ဆွဲရမျက်ရည်လေးတွေတန်းတန်းကြပြီးတော့ဘာဖြစ်ရတော့သေရတာပဲဟုတ်ပြီနော်အဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဘာပြောတယ်လဲမင်းဒုက္ခံယာဝသရသီလသေတိတိုင်အောင်အိုတိတိုင်အောင်ကောင်းတဲ့ဟာကသီလပဲအဲကြောင့်ပြိဿနံပါတ်1ချမ်းသာကသီလရှိရင်ချမ်းသာတယ်လို့ဒီလိုမှတ်ပါဘာရှိရင်ချမ်းသာဒုက္ခံယာဝသရသီလဒုက္ခတတ္တပဋိဋ္ဌိတာတဲ့နံပါတ်2ကသရတရားခိုင်မာရင်လည်းချမ်းသာတယ်နံပါတ်2ချမ်းသာခြင်းပြိဿဘာခိုင်မာအောင်လုပ်တရားဆိုတာပြိဿယုံကြည်မှုပေါ့ဟုတ်လားကံကံရဲ့အကျိုးဖရာတရားတန်ခါမိဘဆရာနဲ့ကံကံရဲ့အကျိုးကိုယုံကြည်တာဒါတရားလို့ခေါ်တာပေါ့တရားတရားရဲ့အလုတ်ကဘာလို့တလဲမေးသစ်ပင်တစ်ပင်လိုပဲတဲ့သစ်ပင်လေးတစ်ပင်ရဲ့ပေါက်မဲ့ပြိဿသစ်စီလေးတစ်ခုကအောက်ကိုလည်းမြေကြီးထဲမှာလည်းအညောင်ကထိုးဟာအပင်ပေါ်မှာအပင်လေးကလည်းပေါက်ဟာဟုတ်ပြီနော်တရားတရားကလည်းဒီတိုင်းဒီဘဝတည်းလည်းကောင်းတယ်နောင်ဘဝတည်းလည်းကောင်းလို့တရားတရားရှိရင်ပြောတာလေအဲ့တော့ကိုယ်တရားတရားကိုပြန်စစ်ဖို့တရားတရားခိုင်မာရင်ဘုရားတော့ချမ်းသာတယ်လို့ဒီလိုပြောဘုရောမေတရဏအဉ္ညာနတ္တိဗုဒ္ဓတရဏဂစ္ဆာမိဘုရားကိုကိုးကွယ်ပါ၏ဘုရားကလည်းလို့တခြားမကိုးကွယ်ပါဘူးလို့သူတော်ကောင်းတွေဗဇက်ကတော့မဆိုးလားဗဇက်ကဆိုတာနဲ့ခန္ဓာကိုယ်နဲ့ရောကြိုက်သလားအဲ့ဒါပြန်စစ်ပြောတာဘုရောမေတရဏအဉ္ညာနတ္တိဘုရားကလွယ်မကိုးကွယ်ပါဘူးလို့ပြောကြပေမဲ့လို့ကိုယ့်အိမ်ကိုများတခြားပြန်စစ်ပေါ့ဘုရားကလွယ်ခြားဘာရှိသေးတယ်လဲကြည့်လိုက်အောင်ဟုတ်လားရှိလားသိကြလား
ဦးဇင်းကတော့မယုံဘူးဘောရောမေတ္တနာအညာဏတိဖယားကလွယ်မကိုးကွယ်ပါဘူးလို့ပြောကြပေမဲ့လို့ပြိဿကြီးဦးဇင်းတို့ဝါကောင်လဆိုရင်မန်းလေးတောင်ရဲ့မြောက်ဘက်ကိုကားတွေကိုတန်းတနိုင်ငံလုံးကသွားတာမလားဘယ်သွားကြဖယားကလွယ်၍မကိုးကွယ်ပါဟုတ်သေးလားအဲ့ဒါပဲစမ်းသပ်ခံနိုင်လားဆိုတာအဲ့ဒါပြောတာမန္တလေးဈေးကြောအဖွဲဥဒင်းရွာဥဒင်းစောက်ထားတဲ့ဆေးရုံထဲမှာသူတို့ကသားဖွားဆောင်နဲ့ခွဲစိတ်ဆောင်စောက်ဖို့ငွေလားလှူကြအဲ့ဒီအချိန်ဥဒင်းရဲ့အမေအိမ်မှာသူတို့ကိုအခန္ဓာပေါ့ထမင်းကျွေးတော့လူကများတော့ထမင်းတိုင်းတွေတန်းလေးတွေတန်းရတော့မလွတ်မလတ်နဲ့လူတယောက်ကအမေတင်ထားတဲ့ညောင်ညင်အိုးလေးဝင်ခလုတ်တိုက်ကြောနဲ့တိုက်မိတာပေါ့လေသူ့ညောင်ညင်အိုးလေးကလည်းဒီကျမ်းပြင်ပေါ်မှာတင်ပြီးအိုးလေးသုံးလုံးနဲ့အုံသီးလေးကချိတ်လို့တွဲလောင်းလေးလေဘာလဲတော့မသိဘူးသူဟာလေဘေးကရေးထားတဲ့အိမ်တွင်းခုနှစ်ဖောတို့ဘာတို့ပုံလေးတွေလည်းချိတ်ထားဘုန်းကြီးလည်းဘေးသာခေါ်တာသူ့မိတော့ခေါ်ရဟာမတူဘူးတဲ့သူကလေဦးစင်မေလည်းအဲ့ဒါမျိုးတွေရှိတယ်ဗျာအမေရလို့အိမ်လည်းကျင်းသေးတယ်လို့အဲ့ဒီအိမ်ကြီးဖြတ်ပြီးတော့ဦးစင်ကဆောက်ပေးထားတယ်အိမ်ဆောက်ပြီးဒါမတက်တော့ဘူးအောင်မင်းနဲ့အိမ်သစ်မတက်ခင်အဲ့ဒါပြန်ရောက်နေပြန်ရောက်သူဟာကြီးကလေရှင်သေးဟာပြိတဲ့တောတို့ရဲ့ဘယင်မလားရှင်သေးများဟောက်လိုက်ရင်ပြိတဲ့တချို့သမင်ကခါတောင်ကျိုးတဲ့မပြေးနိုင်တော့ဘူးလေကြောက်လွန်းလို့နော်ဒါပေမဲ့အဲ့ဒီရှင်သေးကတောထဲမှာပြိတဲ့တရိษံတွေရဲ့ဘယင်ဖြစ်ပေမဲ့လို့သူ့ခေါင်းကြိုက်နေတဲ့တန်ကြသူလည်းမတတ်နိုင်ဘူးတဲ့အဲ့ဒါလေဟုတ်လားခေါင်းကြိုက်နေတဲ့တန်ကြရှင်သေးတတ်နိုင်သေးလားသူဟောက်လဲဘာပြူဟိုတန်ကလေဒီတိုင်းမှာဦးဇင်းတို့လည်းဘေးသာဟောနေကြတာကို့အမေကဘလို့မှဟောမရဘူးအိမ်မှာလေပြောချင်တာကဘာလဲမေးရင်ပြည့်တယ်တရားတရားခိုင်မိုင်မှချမ်းသာတာဟုတ်ပြီလားတရားတရားမခိုင်မိုင်မချမ်းသာအဲ့တော့ဦးဇင်းတို့ဂဏိခေတ်မှာတရားတရားကိုပြည့်တယ်မခိုင်မအောင်ရိမ့်ရန်အောင်လုပ်နေတဲ့ဟာတွေအများကြီးရှိတယ်ဟုတ်ပြီနော်ဦးဇင်းတို့ယဟန်တန်ဃာတွေနဲ့ပတ်သက်ပြီးတော့လဲတရားတရားပြည့်စရာတွေတချို့ကအခုဂဏိခေတ်ဆိုပို့ဆိုတော့ Facebook တွေဘာတွေပေါ်လာတော့လေယဟန်နေကြောင့်မကောင်းတာရေးလိုက်မယ်ဆိုရင်တချို့တရားတရားမခိုင်းတဲ့လူပြက်မသွားနိုင်ဘူးလားပြက်သွားနိုင်တယ်ဟုတ်ပြီလားတရားတရားပြက်သွားနိုင်တယ်အဲ့တော့ခိုင်ကြဖို့လေးပြောတာပါကောင်းတာမကောင်းတာသူတို့လုပ်ပဲသူမကောင်းတာကြီးကိုကိုကနေစိတ်မကောင်းမဲနဲ့ပဲဒေါသဖြစ်ပြီးတုံ့ပြန်မယ်ဆိုကိုပါပဲလူမကောင်းတဲ့ထဲပါသွားမှာပဲဟုတ်ပြီနော်မင်းကိုဆရာတော်ကြီးပြောတာရှိဘူးလေကိုယ်အိမ်ရှိမှကြွလာတဲ့ယဟန်တစ်ပါးဘလို့ပုံစံပဲဖြစ်ဖြစ်လောင်းလူနိုင်ရင်လောင်းလူလိုက်ပါမလောင်းလူနိုင်တဲ့လက်အုပ်ချပြီးကြော့စွန်းလို့ပြောပေးလိုက်ပါအတူပဲအညံပဲဘုန်းကြီးရုပ်ပဲဘုန်းကြီးစုပ်ပဲဆိုပြီးတော့ဆဲတာဆိုတာကျိန်းတာမောင်းတာမလုပ်ပါနဲ့ဟုတ်လားဘာဖြစ်လို့တော့မေးတဲ့တော့ကိုကိုကွယ်နေတဲ့ဖယားတောင်ပဲဖယားအစ်စ်မှာမဟုတ်ဖဲတဲ့ဖယားအတူကြီးကဲဦးဇင်းတို့သူတော်ကောင်းတို့ရဲ့အိမ်မော်ကြောင်းပေါ်မှာရှိတဲ့ဖယားကတက်ရှိထင်ရှားဟုတ်သေးလားဖယားစစ်ကိုအာယုံပြုတ်ပြီးတော့မှရှ िख ိုးကြကိုးကွယ်ကြရတာမို့လားတန်ငါကုံအာယုံပြုတ်ပြီးတော့ရှ िख ိုးလိုက်မယ်ကိုးကွယ်လိုက်မယ်ဆိုသူတော်ကောင်းတို့တွေအကျိုးရုပ်เสียရှိလားမရှိဘူးသူတော်ကောင်းတို့သာသနာနောက်ပိုင်းကာလရောက်သွားပြီဆိုရင်လိင်္ဂသာသနာတဲ့လိင်္ဂဆိုတာအသွင်ပြင်ကိုပြောဒီအသွင်ပြင်တွေကတဖြည်းဖြည်းနဲ့ကွဲကွယ်သွားတယ်မှာဘယ်လို့ထိအောင်ကွယ်မလဲမင်းအောက်ကဘောင်းမီနဲ့ပစိုးနဲ့ပေါ်ကအုတ်ထုပ်နဲ့ဟုတ်လားတိုက်ပုံနဲ့အင်ကြီးနဲ့ဖြစ်သွားမှာတဲ့ဒါဆိုရင်ယဟန်ဆိုတာဘယ်လို့ပုံကိုလဲလို့လိုက်ပြီးတော့မေးလိုက်တဲ့အခါလဲဘင်းမှာသင်္ကန်းစုပ်လေးပတ်ထားတာလက်မှာသင်္ကန်းစုပ်လေးခြီထားတာအဲ့ဒါကြည့်ပြီးတော့မှဒါယဟန်ပဲလို့သတ်မှတ်ရမှာတဲ့အဲ့ဒီအနေထားနဲ့အခုအနေထားရှင်းကြည့်သူတော်ကောင်းတို့တွေအများကြီးအသာသေးတယ်နော်အများကြီးသာသေးတယ်ဟုတ်ပြီလားဆွန်လေကတ်ရှင်လို့ဘုန်းကြီးလိုက်ရှာဘုန်းကြီးကမသားနဲ့မရနဲ့လဲထုံရင်ထုံနေမယ်ဈေးရောက်ရင်ရောက်နေမယ်ပေါ့ဗျာအဲ့ဒါမျိုးဘုန်းကြီးကိုသွားဆွန်ကတ်ရမှာတဲ့ဟုတ်ပြီလားအဲ့ဒီအနေထားနဲ့စာရင်အများကြီးမသာဘူးလားစိတ်ထားလေးတွေထားတတ်ဖို့ပြောတာပါတရားတရားတွေခိုင်ဖို့ပြောတာသူများရိုင်းနေတာနဲ့သူများရိုင်းအောင်လာနှဲ့တာနဲ့ရိုင်းမသွားကြဘူးသူတော်ကောင်းတို့ဟုတ်ပြီလား
ဥဒ္ဒနုခဏဆွန်းလောင်းသိဆိုတော့ဆွန်းလောင်းတဲ့နေရာမှာဘုန်းကြီးမျိုးစုံလာမှာပေါ့ဟုတ်လားတချို့ကြီးညိုဝဲရဆောင်းမယ်တချို့ကြီးညိုဝဲရဆောင်းခြင်းမှဆောင်းမယ်ဟုတ်လားကြီးညိုဝဲရမဆောင်းလဲဒုက္ခန္တာလေကိုယ်ကတန်ခါကုံရီမှန်းပြီးတော့သာလောင်းဥဒ္ဒနုငယ်ငယ်မန္တလေးဆွန်းခံတော့ဒီလိုပုံလောင်းတွေအများကြီးတိုးခဲ့ရတိုးတဲ့အခါမှာပြိတ္တဥဒ္ဒနုခေတ်တုန်းကဘာလို့တုံးမင်းအခုလိုပုံလောင်းတွေကသိမ့်မပေါ်တာရဲ့တန်ခါတွေကများတာရဲ့တန်းပြီဆိုရင်ရှေ့တချို့ကိုတော့ကတပားလောက်တန်းထားပြီးနောက်ကအများကြီးရောက်လာတာအဲ့တော့ဘာဖြစ်တော့ရှေ့လမ်းကြီးဟင်းရကုံတော့မှကိုတန်းနေတာကြာပြီကြားပြတ်တိုးတဲ့ကိုတော့များတော့မခံနိုင်ဘူးနောက်ကနေပြန်တိုးကြတာလေဟုတ်လားအဲ့ဒါတွေကတားပေါ်ပဲအဲ့မှာရန်တွေဖြစ်ကြရန်ဖြစ်လိုက်တာများနောက်ဆုံးဘဲတိဖြစ်တပိတ်ကင်ပြီးရိုက်ကြတာလေဥဒ္ဒနုဖွဲ့များချဘူးတာပဲအဲ့ဒါမျိုးလေကိုရှိရအဲ့လိုမျိုးဖြတ်ပြတ်တော့မခံနိုင်ဘူးဘာဖြစ်တော့မင်းကိုကရက်နေတာတနာရီ2နာရီလောက်ကြာကိုရှိရဖြတ်တိုးသွားတာသူတို့တိုးသွားတယ်နဲ့ကိုမရလိုက်ဘူးနောက်ကကြားဖြတ်တိုးတဲ့လူတွေကကုန်ယူသွားကိုလည်းရှေ့ရောက်ရောကုန်ပြီကိုရင်ဆိုတော့ပြီးပြီလေဟုတ်လားကရုံးမော်ထိတ်ကွက်ဆိုတော့အဲ့နေရာတွေပေါ်တာနော်အဲ့တော့မန္တလေးမှာအဲ့ဒါမျိုးလေးတွေဥဒ္ဒနုကြုံဥဒ္ဒနုခေတ်မှလာလို့မင်းတော့မဟုတ်ဘူးဗျာမင်းတို့မင်းကြီးလက်ထက်ကလေးကမင်းတို့မင်းကြီးလက်ထက်ကလည်းတန်ဃာတွေအဲ့လိုတိုးကြတာတိုးတဲ့အတွက်ဒါကြောင့်မင်းတို့မင်းကြီးကလည်းရဲလောင်းဆိုပြီးတော့တပားသွားစာလေးတွေလှုပ်ထားတာလေတိုးမရအောင်တပားသွားစာလေးတွေခွပြီးတော့တိုးလိုက်ကြရဲလောင်းတွေလဲကုန်တာကိုတော်တွေခွတိုးရဲလောင်းတွေလဲတဲ့သက်မဲ့ဒီဝုထုနဲ့တော့မဖြစ်ဘူးဒီကိုတော်တွေဒါဆိုဘယ်လိုလုပ်မလဲမင်းစင်တွေတန်းထားဟိုဘက်စင်ဒီဘက်စင်အဲ့ဒီစင်ကြားကနေသွားစင်ကိုသွားတွင်းတော့စင်ကတခါနှာမောင်းနဲ့ထိုးရင်လည်းထိုးမှာပဲဆွဲနဲ့ထိုးရင်လည်းထိုးမှာလေစင်ဆိုရင်တော့ကြောက်မယ်ဆိုပြီးတော့တန်ဃာတွေဆွန်းလောင်းတဲ့ဟိုးရှိမှဆွန်းလောင်းရင်စင်တွေဟိုဘက်ဒီဘက်ညှက်ထားတာအဲ့ဒီစင်ကြားကနေဖြတ်လျှောက်တော့စင်လည်းကြောက်တော့ကုတ်တုတ်သွားတာလေဟုတ်လားမင်းတို့မင်းကရဲလောင်းကိုစင်နဲ့လှုပ်တာတဲ့ဆွန်းလောင်းစီတဲ့လူတွေကအဲ့မှာကိုတော်တွေကဘာလို့တော့မေးလိုက်တော့ပြိဿစင်နေဆိုတော့အဝေးကနေစင်ကြားမတိုးခင်မှာကြီးသပိတ်ကြီးအောက်ကကြီးသပိတ်ပေါ်ကကြီးသပိတ်ဖုံကြီးလေအဲ့ဒီကြီးသပိတ်ကင်ထားတဲ့ကိုတော်တွေကဂလန်လို့တီးလိုက်တော့စင်တွေကလန့်ပြီးထွက်ပြေးကုန်တာတဲ့အဲ့ဒါလေဟုတ်လားစင်တွေထွက်ပြေးမှာဘုန်းကြီးတွေဝင်တိုးကြတာတဲ့ဆိုးလိုက်တာကိုတော်တွေဆိုးလိုက်တာဒီပုံစံနဲ့တော့မဖြစ်ဘူးဘရင်သတော်ဦးတင်မယ်ဆိုဘရင်သတော်ဦးတင်ဘရင်ကြီးတော်တော်ဆိုးပါတယ်ဒီလိုဆိုးတဲ့ကိုတော်တော့ဆွန်လောင်းမနေတော့နဲ့ပြောတယ်မလုတ်ပါနဲ့ကွာလောင်းကြစမ်းမှာမင်းတို့မင်းကြီးကဘာဖြစ်လို့တော့ဘရင်ကြီးမင်းတို့ကလည်းသူတို့မှပျော်စရာဒီလောက်ရှိမှာကိုကွာငါနဲ့ရှင်ကြည့်ပေါ့မင်းတို့မင်းကြီးမှာမိဖုရားတွေအများကြီးရှိတာနည်းနည်းလေးလားနာမည်ကြီးလေဟုတ်လားမင်းတို့မင်းမှာမိဖုရားတွေအများကြီးငါမိဖုရားတွေအများကြီးအဲ့ဒီဘုန်းကြီးတွေတယောက်မှမရှိဘဲနဲ့ဒီလိုလေးနေရတာလေစွန့်ခံတဲ့ချိန်လေးပျော်ကြတာနေသမသည်ကွာလို့ပြောတာတဲ့ကောင်းကွက်ကိုရှာသွားတာပြောတာမင်းတို့မင်းတရားတရားမပြတ်ဘူးဗျာဟုတ်ပြီနော်ဒီမန္တလေးဦးဇင်းတို့စွန့်ခံအခုကာကြီးဝင်ဟိုတင်မောထန်းကဝင်သွားတော့ကာကြီးဝင်ကြီးရှိတယ်မလားအဲ့ဒီကာကြီးဝင်ကြီးနာပတ်လေပဲခုတော့မမှတ်မိတော့အိမ်တဲ့အိမ်စာလေးရေးထားတဲ့ရွှေလာဝင်းတဲ့သမင်းဆိုင်ကတနေရာသွားဖွင့်တယ်သူတို့သမင်းဆိုင်ရဲ့အိမ်ပိုင်ရှင်ပေါ့ဗျာအိမ်ပေါ့သူတို့နေတဲ့အိမ်လေဆိုင်ကတခြားအိမ်ကတခြားအဲ့ဒီအိမ်ကတကာကြီးကနေတိုင်းဆွန်းလောင်းဟင်းလောင်းတယ်ဆွန်းမလောင်းဘူးဟင်းပဲလောင်းသူလောင်းတဲ့ဟင်းကကောင်းတယ်ပြိသိဟိုစသားကြောက်တို့စိတ်သားကြောက်တို့ညောင်းလေးတွေချောင်းလေးတွေလှိပြီးတော့မှလေခဲရင်ဒီနဲ့ချက်ခဲရင်ဒီတယ်လည်းလိမ့်လို့စီလေးတွေကပေါ်လို့သူဟင်းလေးသိကောင်းတာလေအဲ့တော့ဦးဇင်းတို့ကအဲ့မှာအဲ့ဟင်းတစ်ခွက်ရရင်ပြီးတာဦးဇင်းတို့ကကြိုက်တာလေအဲ့တစ်ခွက်ရလို့တစ်ခွက်သပိတ်ထဲနေပြီးစားပြကြတာကြောင်းရင်ပြီးပြီပေါ့တနေ့စားအဲ့တစ်ခွက်လေးရကျင်တော့ကိုနဲ့ကြံတူကြိုက်တူတဲ့လူကလည်းအများကြီးအဲ့ဒီအိမ်ရှိမှာလေကောင်းတဲ့ဟာလောင်းတာဆိုတော့အများကြီးလည်းမလောင်းနိုင်ဘူးကြွေအုပ်ကလေးနဲ့သူပါလေအဲ့ကြွေအုပ်လေးဘေးချလို့အဲ့ဒီတကာကြီးကအိမ်ရှိကကိုတော်တွေမတန်းလို့ကတော့သူမထွက်ဘူးတန်တကပိတ်တာတန်းစီကိုရင်တို့တန်းစီမတန်းရင်မလောင်းဤကြကွေးနဲ့ကော်ဖီပကံကြီးကဘေးချအဲ့ဒါကြီးတို့စားတန်းစီကိုရင်တို့မတန်းမလောင်းဘူးနေ့တိုင်းမြတ်သူဟာကလေကိုင်းတန်းကြဟေးမတန်းမလောင်းဘူးတဲ့ဟာဆိုတော့အဲ့မှာခေါင်းဆောင်တယောက်ပေါ်လာတယ်တန်းလိုက်ကြတန်းပြီဆိုရင်ဤကြကွေးပြစ်ချထားခဲ့ပြီးတော့ထွက်လာတာလောင်းတယ်ရှေ့ဆုံးကကိုတော့နောက်တော့သူဟင်းမရမှကြောက်ကိုတော်ကမြခင်းရနည်းနည်းလေးတခါကြီးကျုပ်ရောက်လာကြပါပြီကျုပ်ထက်ထဲ့တယ်မဟုတ်ဗျာ
ခွက်တွေထိုးပေးတာလေမထည့်ဘူးကိုရင်အစင်တိုင်းပဲလောင်းဟုတ်တယ်တခါကြီးအစင်တိုင်းလောင်းရှေ့ရောက်နေတဲ့ကောင်တွေအစင်တိုင်းသာလောင်းပေါ့သူကလေနောက်ကကိုတော့မရမကြောင်ခါဝိုင်းပြီးအုံးလာတခါကြီးကျုပ်ကကြာပါပြီဒီလောင်းမှကိုရင်တော့ပြောရတာနားမထောင်ဇွန်းနဲ့ကောင်းခုတ်နောက်ကမြောက်ပြီးတယ်ခုတ်တာခုတ်အဲ့ဒီကောင်ခုတ်တာခုတ်အဲ့ဒါလေကိုရင်ဘဝကအဲ့ဒါခုတ်တာခုတ်လိုက်တယ်ဟာအဲ့လိုတွန်းရင်တော့ကိုတော်တို့တော်ပြီးမလောင်းတော့ဘူးဆိုပြန်ဝင်သွားပြန်ဝင်ပြီးတော့တန်တကားကြီးရက်ချိုးတန်းကြကိုရင်တို့ဤကြကိုကြီးနဲ့စားနေပြန်ပြီသူကလည်းအဲ့ဒါလေအဲ့မှာခေါင်းဆောင်တယောက်ကထွက်လာပြန်ပြီဟေးတန်းကြဟေးမတတ်မလောင်းမှုတဲ့ဆိုတော့တန်းကြတန်းခိုင်းလိုက်ပြန်ရောတန်းခိုင်းတဲ့ကောင်ကရသွားပြန်ပြီသူကလေတန်းစီသွားပြီးတခါကြီးထွက်ခဲ့ဆိုတခါကြီးပြန်ထွက်လာပြန်ပြီအဲ့ဒါပြောကျင်တာကအဲ့တခါကြီးကဟိုကိုရင်ခေါင်းစွန်းနဲ့ခုတ်လိုက်မယ်ဒီကိုရင်ကျိမ်းမောင်းလိုက်နဲ့တရားတရားပြက်သလားမေးမပြက်ဘူးဗျာဟုတ်လားနေတိုင်းသာဒီလိုပြောနေတိုင်းလောင်းတာပဲဦးဇင်းတို့ငယ်ငယ်ကလေအံ့ဩစရာကောင်းတယ်တရားတရားပြောတာနော်နောက်ပြီးတော့ဟိုမန်းလေးဈေးကြိုမိသားရဲ့နောက်နာကနေမြောက်သွားလိုက်တော့ရေကြီးဓမ္မယုံရှိတယ်မလားအဲ့ရေကြီးဓမ္မယုံနဲ့နောက်ဆင်းလိုက်တော့အိမ်တအိမ်အဲ့တခါကြီးကလည်းလောင်းရင်သင်္ကန်းတွေရောဘာတွေရောမဲဖောက်ပြီးလောင်းတာအိမ်တအိမ်ရှိတယ်တစ်နှစ်တစ်ချိန်လောင်းထပ်ပဲမြစ်တွေဘာတွေပွက်ရုံလုပ်တဲ့နားလေးလေဟာအဲ့တခါကြီးအလောင်းပြီးဆိုတော့တန်ဃာတွေအများကြီးတိုးကြတချို့သပိတ်တွေလွတ်ကြပိတ်တချို့သပိတ်ဘုန်းကြီးတွေကွာအဲ့ဒါလေအဲ့တော့ဘာလို့တော့မင်းအဲ့တခါကြီးကအဲ့ဒီတိုးတာကိုကြည့်ပြီးတော့ပျော်တာဗျာလောင်းကိုရင်တို့ဘယ်တပြည့်တို့ငယ်ငယ်တော့ဒီလောက်ကမှတိုးတာကိုတော့တိုးတာပျော်သေးတယ်တိုးပါတဲ့လေသူကမြောက်ပေးတိုးဒကမာကြီးတခါတခါသလုံးကြီးဟိုဘက်လွန့်ထွက်သွားလို့လေအဲ့လေဒကမာကြီးနဲ့သူနဲ့ရန်နေဖြစ်လို့ပြောကျင်တာဘာလဲမင်းတရားတရားပြောတာနော်မပြက်ရှာကြဘူးဗျဥဒ္ဒနုငယ်ငယ်အဲ့လိုလောင်းခဲ့ကြတဲ့လူတွေလည်းအများကြီးရှိတာအဲ့တော့ပြိဿဒါဒီပင်လေသူတို့ဒီလိုနေတင်လောင်းနေရတာပဲသူတို့ကြည်နူးပြီးတော့ချမ်းသာနေကြတာပဲဗျဟုတ်ပြီနော်အဲကြောင့်ချမ်းသာခြင်းနဲ့ဆိုရင်မြတ်စွာဘုရားတရားတရားခိုင်မာအောင်လုပ်ပါဘာခိုင်မာအောင်လုပ်ရမလဲတတ္တာဘိဇံတတ္တာဟထံတရားတရားကခုနပြောခဲ့တဲ့မျိုးစေ့နဲ့လည်းတူတယ်လက်နဲ့လည်းတူတယ်ယရနာတွေပေါ်တယ်တောင်ကြီးတစ်တောင်လူတွေရောက်သွားခြေတောင်နှချောင်းကောင်းလို့ရောက်အောင်ရှောက်နိုင်တယ်မျက်စိနှစ်ကွင်းလင်းလို့လည်းသူသွားနိုင်တာပေါ့ခြေတောင်နဲ့မျက်စိကောင်းလို့အဲ့ဒီတောင်ထိပ်တော့ရောက်တယ်တဲ့ယရနာတွေကောက်ဖို့ကြတော့လက်မပါဘူးတဲ့လက်ပြတ်နေတဲ့လူကယရနာကောက်လို့ရသေးလားမရဘူးသူတော်ကောင်းတို့ဒီတိုင်းပဲတဲ့အခုဦးဇင်းတို့သူတော်ကောင်းတို့ရောက်နေတာမြတ်စွာဘုရားရဲ့ယရနာတောင်ကြီးပေါ့ရောက်နေကြတာဟုတ်လားတရားတရားရှိမှသာလျှင်ဗုဒ္ဓယရနာကိုကောက်နိုင်တာတရားတရားရှိမှသာလျှင်ဓမ္မယရနာကိုကောက်နိုင်တာခဏသူတော်ကောင်းတွေတရားလာနာတာဒီပြိဿတရားတရားတည်ဟူသောလက်နဲ့ဓမ္မယရနာကိုလာကောက်တယ်လို့ဒီလိုနားလည်ရမှာဟုတ်ပြီလားစောစောကတကားကြီးတွေဘလို့တန်ခါမျိုးနဲ့တွေ့အပြုံးမပြတ်ဖဲနဲ့လောင်းနိုင်တာလဲတရားတရားတည်ဟူသောလက်နဲ့တန်ခါယရနာကိုကောက်နိုင်တာဟုတ်ပြီလားအဲ့လိုလောင်းလူခဲလို့လေဥဒ္ဒနတို့ခဏဒီလိုဟောနိုင်ပြောနိုင်တာသူတော်ကောင်းလို့ဟုတ်ပြီနော်အဲ့ဒါကြောင့်ပြိတ္တမြတ်စွာဘုရားကချမ်းသာခြင်းနဲ့ဆိုရင်နံပါတ်1တရားတရားခိုင်မာအောင်လုပ်ကြပါတဲ့ဒါလိုပြောတယ်နော်ဒုက္ခယဝရဏီလဒုက္ခတတ္တပဋိဋိတံဒုက္ခပညာယပฏิလာဘောတဲ့နံပါတ်3ချမ်းသာကပညာရှိရင်လည်းချမ်းသာတယ်ပါရှိရင်လည်းချမ်းသာပညာရှိရင်လည်းချမ်းသာပါတယ်ဗျာပညာဆိုလို့ပြိတ္တလေးလေးနဲ့ကြီးသွားပြီးတော့မတွေးနဲ့ကြောင်းကောင်းကောင်းနေဘူးတာဘွဲ့တွဲကုန်တူကြီးရတာဒီလိုလဲမမြင်နဲ့ပညာဆိုတာဘာပြောတယ်လဲမေးပသောက်ရဲ့ညာရဲ့ဒီနှလုံးပေါင်းထားတာပညာပဲသူတော်ကောင်းတို့ပသောက်ဆိုတာကအသေးစိတ်ဆိုတဲ့အ내ကိုဟောတယ်ညာဆိုတာကသိချင်းဆိုတဲ့အ내ကိုဟောတယ်ပသောက်ကဘာအ내အညာကပကအသေးစိတ်ပကဒီတေးပေါ့ညာက understanding ပေါ့ဟုတ်လားအသေးစိတ်သိတာကိုပညာလို့ခေါ်တာတဲ့ဘာကိုအသေးစိတ်ရမလဲမေးကောင်းမှုနဲ့မကောင်းမှုဘာနဲ့ကောင်းမှုနဲ့မကောင်းမှုပါဗျာဘာပုံညာမကောင်းမှုနဲ့ကောင်းမှုဒီနှစ်ခုကိုပကာရေနာအသေးစိတ်ပြီးတော့မှဇာနာတိသိတတ်တယ်
ဣတိတသမထို့ကြောင့်ပညာလို့ခေါ်တယ်မကောင်းမှုနဲ့ကောင်းမှုဒီနှစ်ခုအသေးစိတ်သိရင်ပညာရှိပဲကြောင်းကောင်းကောင်းနေဘူးတာဘွယ်ထူးကုန်ထူးရဘူးတာနဲ့တူသေးလားဘွယ်ထူးကြီးရရှာလို့ပညာရှိချမ်းသာပြီလို့ဒီလိုမမှတ်နဲ့ဘွယ်ထူးကုန်ထူးကြီးရထားပြီးတော့ကောင်းမှုကိုမလုပ်ဘူးမကောင်းမှုကိုじゃလုပ်နေတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဘဝမချမ်းသာဘူးပေါ့ဟုတ်လားကြောင်းကောင်းကောင်းလည်းမနေဘူးဘွယ်ထူးကုန်ထူးလည်းမရဘူးဒါပေမဲ့မကောင်းမှုလည်းနားလဲတယ်ကောင်းမှုလည်းနားလဲတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာပြိဿပညာရှိလို့ဒီလိုမှတ်ရမှာပေါ့ဗျာဟုတ်ပြီနော်ဟောဗိဓမာမှာတော့ပြောတယ်ဗရိဆရာကရွှေကိုအသေးစိတ်သိတယ်လို့မျိုးဗရိဆရာကဘာကိုအသေးစိတ်ရွှေလေးတစ်ခုကြည့်လိုက်တဲ့ကကလေးသိတာရဲ့လူကြီးသိတာရဲ့ဗရိဆရာသိတာရဲ့အသိသုံးမျိုးရှိတဲ့အဝါရောင်ဓာတ်တတုလေးကလေးလေးပြပေါ့ကလေးဒါဘာခေါ်တော့ကလေးကပြောမှဒါရွှေခေါ်တယ်ပေါ့သူပြောတာလည်းမှန်တာပဲအဲ့ဒီရွှေကိုကလေးမိဘပြဒါဘာခေါ်တော့ဒါဆိုရွှေဟုတ်တယ်ဟဲ့ဒါဆိုတကြက်သားလောက်ရှိတယ်တကြက်သားဘယ်စိပေါက်တယ်ဟဲ့ကလေးသိတာတဲ့လူကြီးကပိုးသားသွားပြီပေါ့အဲ့ဒီရွှေကိုပဲဗရိဆရာသွားပြဗရိဆရာကဟာဒါရွှေတော့ဟုတ်တယ်ဘာဘယ်လောက်သားရောနေတယ်အဲ့ဒါဖေးဒါဘယ်လောက်သားပဲရှိတယ်ဟောဗဒိန်ကပိုသေးသေးသိတာပေါ့ဟုတ်လားဗရိဆရာကရွှေကိုသေးသေးသိတယ်လို့ပဲကိုယ့်ဘဝကိုယ့်အခြေအနေကိုလည်းသေးသေးသိအောင်လုပ်ကြပါတဲ့အဲ့လိုသိနေပြီးတော့မှမကောင်းမှုဘာကြောင့်မကောင်းတာလဲကောင်းမှုဘာကြောင့်ကောင်းတာလဲသိအောင်လုပ်ပေါ့ဥပမာပါတာနိပါဒဝေရာမဏိသိက္ခာပဒံတမာရိယာမိသူမြတ်တဲ့တတ်ချင်းကရှောင်ကျင်ပါ၏သောကောင်းနေစောစောက၅ပါးသီလခံယူတော့မစိုးဘူးလားဘာဖြစ်လို့တတ်ချင်းကရှောင်တယ်လေဒါမျိုးသိအောင်လုပ်ရမှာဘာဖြစ်လို့ရှောင်ဟမ်တတ်တာကောင်းလို့ရှောင်တာလားမကောင်းလို့ရှောင်တာလားတတ်တာမကောင်းဘူးလားသူများကြက်ကလေးဝက်ကလေးတတ်ပြီးကိုလာပေးကြည့်ပါလားကျေးဇူးတင်တာကနောက်လည်းတအောင်ဟာလို့မှာပဲလေဟုတ်တယ်မလားတကယ်တော့ကိုချင်းစာတရားကိုပြောတာတဲ့ဘုရားဘာကိုပြောလူတိုင်းတတ္တဝါတိုင်းဟာကိုရထားတဲ့ဘဝပျော်ထားကြည့်ပဲမပျော်တဲ့တတ္တဝါမပျော်တဲ့လူမရှိဘူးတဲ့ကံတော်ကောင်းနေလဲကိုယ့်ဘဝကိုမပျော်ဘူးလားမပျော်လို့သိကျင်တဲ့လူရှိလားဘယ်သူမှရှိဘူးဟုတ်လားဟို1000မှာတယောက်သိန်းမှာတယောက်တော့ရှိမှာပေါ့သူတော်ကောင်းတို့အဲ့လိုသေသွားတဲ့လူနဲ့ကိုယ့်ကိုယ်တတ်သေးတဲ့လူနဲ့ကိုင်းကိုယ်ရိုးရိုးသေးတဲ့လူနဲ့ဘယ်ဟာများရိုးသေးတဲ့လူကိုယ်နဲ့ရွယ်လူတွေကိုယ်နဲ့ကြီးတဲ့လူတွေကိုယ်နဲ့ငယ်တဲ့လူတွေမသေးကြဘူးလားအဲ့သေသွားတဲ့လူတွေအကုန်လုံးကသေကျင်လို့သေတဲ့လူပါလားဟေးငါသေတော့မယ်ဟေးအရက်ကတို့တတ်တာနော်နှုတ်ဆက်သွားတယ်လို့ရှိလားတယောက်မှသေကျင်လို့ပြောနဲ့နှုတ်ဆက်တဲ့ကောင်မရှိဘူးယာဟုတ်လားမသေကျင်ပဲကြီးသေကြရတာဘာဖြစ်လို့မသေးခြင်းပဲသေရတယ်လဲမင်းကိုရထားတဲ့ဘဝပျော်လို့ပုံမြင်ကြဘူးတယ်မို့လားနည်းနည်းရိုင်းသွားသီးခံချီတော်လဲကလောက်ကလည်းဘယ်ပြောချီတော်တဲ့ပြောတာပဲနတ်သား2ယောက်တဲ့နတ်သက်ချွေကန်ပြီးတက်တန်းကုန်ကန်ပြီးတော့ကိုဘဝဘယ်ရောက်ကြမလဲပြန်ကြည့်တော့တကောင်ကချီတော်တဲ့လောက်ဖြစ်တကောင်ကကြီးကန်းငှက်ကြီးသွားဖြစ်အဲ့တော့ချီတော်တိုင်ပင်ကြတယ်အေးယွန်စရာကြီးကွာငါသွားမယ်ဘဝကြီးငါလူရေးတဲ့မင်းတမျိုးတော့မထင်နဲ့မင်းကြီးကန်းဖြစ်ရင်ငါလောက်ဖြစ်ရင်ငါ့ကိုတွေ့အောင်ရှာပြီးလာပြီးစိတ်သက်တခါလဲသေသွားဒီလိုမှားလာတဲ့ဗျဟာကြီးကန်းလဲယွန်စရာကြီးကွာမင်းဒီလာမှာဟုတ်ပါကွာငါ့ကိုငဲ့ပြီးလှုပ်ပါဟာဒီကောင်းပါပြီကွာယွန်တော်လဲလှုပ်ပေးပါမယ်ပေါ့ဟုတ်လားနတ်သားဘဝကလေးကဂတိပြုထားသေလဲသေရောတကောင်ကကြီးကန်းဖြစ်တကောင်ကလောက်ဖြစ်အဲ့တော့ကြီးကန်းဖြစ်တဲ့ကောင်ကသတိရပြီးလှဲ့ရှာလိုက်တော့ပြိတဲ့သူတို့ဒီကုန်းကကြီးခဲ့တဲ့အတိုင်းပဲတကယ်ချီတော့တဲ့သွားလောက်ဖြစ်ဟာလောက်ဖြစ်တော့တအားနဲ့တစ်ပင်မော်လှမ်းអော်တာပေါ့ဦးဇင်းတို့တော့နားမလို့အားနဲ့ပဲអော်မှာသူတို့တော့ဟဲ့ကောင်ငါတွေ့ပြီလာတော့မယ်နော်လို့ပေါ့ဟုတ်လားလာတော့မယ်နော်ဆိုတော့ဟိုကောင်လောက်ကလှမ်းပြောတယ်မလုပ်ပါနဲ့ဘာဖြစ်လို့တော့ပျော်လို့မလီဟာယွန်စရာကြီးကွာမင်းဒီတဲ့ပြောနေမင်းဖေးရဟာတွေမြကြည်စမ်းပွားတာလန်းလို့လောက်တည်းရလေဘယ်ဖေးရဟာတွေမင်းဖေးရဟာတွေပေါ့ကြည်စမ်းခေါင်းမှာဟွာတွေကတ်လို့ဟာညီတိကျပန်းနဲ့မလီအဲ့ဒါကလောက်ပြိုပြူမလေးတွေလို့ပြောတယ်ဗျဟုတ်လားဒီလောက်လှတာမင်းမို့ယွန်စရာကြီးလို့ပြောတယ်ကွာတဲ့ဟောမလီဟာအဲ့ဒါဒီမင်းသဘောကျတယ်မနေသမ်းမှနဲ့တငယ်ချင်းဟာဒါဆိုလဲမင်းချစ်တဲ့အဲ့ဒီဟာလေးတွေရောမင်းရောငါတန့်စင်တဲ့နေရာပို့ပေးမယ်မတတ်ဖဲနဲ့ပို့ပေးမယ်လို့ပြောတော့လေမလုပ်ပါနဲ့တဲ့မင်းပို့တဲ့နေရာကစားဖို့နေရင်ပူရင်ပူနေရမှာဟုတ်လားဒီနာကောင်းတယ်ကွာလို့ပြောတာတဲ့ဗျာပြောနေတာကဘာလဲလို့မေးလိုက်တော့ပြေးတယ်ကိုရထားတဲ့ဘုရားကိုယ့်ဘာကိုပျော်ထားကြည့်ပဲဟ
ဟုတ်ပြီလားပျော်နေတဲ့လူတိုင်းပျော်နေတဲ့တတ္တဝါတိုင်းကိုယ့်ဘဝလာဖြစ်စီကျင့်တတ်လားကိုယ်လာတတ်မကျင့်တတ်ဘူးလေကိုယ်တော့မကျင့်တတ်ဘူးကိုကသူများသွားတာသူများကျင့်တတ်မလားဟာငါတော့မကျင့်တတ်ဘူးသူကျင့်တတ်မှာမဟုတ်ဘူးဆင်ញင်လိုက်တဲ့ဒါဆိုပါဏာတိပါဒသိက္ခာဘုဘာကြောင့်ဖျားပြညတ်တယ်လဲနားလည်လာလိမ့်မယ်ဟုတ်ပြီလားအရိဏဒါနဒီတိုင်းပဲကိုယ့်ပြည်စီသူများလာဖို့ကိုကျင့်တတ်လားကိုတော့မကျင့်တတ်ဘူးကိုကသူများပြည်စီသွားဖို့သူများရောကျင့်တတ်မလားငါတော့မကျင့်တတ်ဘူးသူကျင့်တတ်မှာမဟုတ်ပါဘူးလို့ဆင်ញင်လိုက်ဒါကြောင့်မြတ်စွာဘုရားပြညတ်တာပဲဆိုတာသိလာလိမ့်မယ်ဟုတ်ပြီနော်ကာမေတုမိစ္ဆာစာရဒီတိုင်းပဲကိုယ့်အိမ်သူများလာကျူးကျော်ကိုကျင့်တတ်လားကိုတော့မကျင့်တတ်ဘူးကိုကသူများအိမ်ကသွားကျူးကျော်သူများလည်းကျင့်တတ်မှာမဟုတ်ပါဘူးလို့ဆင်ញင်လိုက်ဒါကြောင့်ဖះရှောင်ခိုင်းတာပဲလို့နားလည်လာလိမ့်မယ်ဟုတ်ပြီနော်ဟာမုဒ္ဒဝါဒကိုလာပြီးလိန်ခံရညာခံရပြီးလို့ရင်သဘောကျတဲ့လူရှိလားကိုတော်မှသဘောမကျဘူးစိတ်ဆိုးသေးတယ်သူများလည်းကျင့်တတ်မှာမဟုတ်ဘူးဆိုတာဆင်ញင်လိုက်ဒါကြောင့်မုဒ္ဒဝါဒဖះရှောင်ခိုင်းတာလို့သိလာလိမ့်မယ်ဟုတ်ပြီလားသူရမေရရသေရဲ့တောက်ပြီးတော့ပြိတ္တကိုကိုစူမယ်ဆဲမယ်ကျိမ့်မယ်မောင်းမယ်ဟာဒါမျိုးလာလို့ကိုကျင့်တတ်လားကိုတော်မကျင့်တတ်ဘူးသူလည်းကျင့်တတ်မှာမဟုတ်လားဆင်ញင်လိုက်အဲ့သိက္ခာပုရဲ့အကြောင်းနားလည်လာလိမ့်မယ်ဟုတ်ပြီလားအဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဟောထားတဲ့၅ပါးသီလအခြေခံဒါကြောင့်ဘုရားကဒီလိုစောင့်ထိန်ခိုင်းတာကိုလို့သိပြီးတော့မှပြိတ္တဆင်ခြင်နိုင်အောင်ကြိုးစားသိအောင်လို့အဲ့ဒါပြောတာအဲ့လိုသိပြီးတော့မှမကောင်းမှုကိုရှောင်ကောင်းမှုကိုဆောင်အဲ့ဒါဆိုရင်ပြိတ္တမြတ်စွာဘုရားချမ်းသာလိမ့်မယ်ဟုတ်ပြီလားတတ္တိယချမ်းသာပေါ့ဗျာပညာဆိုတာအဲ့ဒါပြောတာဟုတ်ပြီနော်နောက်တကနံပါတ်၄ကပပနာအကရဏဒုက္ခနဲ့မကောင်းမှုကိုရှောင်နိုင်ရင်ချမ်းသာတယ်မကောင်းမှုကိုဘာဖြစ်ရင်ချမ်းသာတယ်ဒါဆိုရင်ပြန်တွေ့မကောင်းမှုကိုမရှောင်နိုင်ရင်ဘာဖြစ်မလဲဆင်းရဲမှာပေါ့ဟုတ်လားလူလောကကြီးမှာသူတော်ကောင်းတွေသွားနေရတဲ့ဘဝခရီးကအရှိကြီးဆိုတော့ကဲကောင်းမှုနဲ့မကောင်းမှုနှမျိုးစလုံးမတွေ့နိုင်ဘူးလားတွေ့နိုင်တယ်အဲ့ဒီချိန်မှာပြိတ္တိကိုယ့်ဘောမှာလာပြီးတော့စော်ကားမော်ကားနဲ့ပြောမယ်ဆိုမယ်ပေါ့ကိုယ်ကလည်းသီးခံလို့ရတဲ့အချိန်မျိုးမှာသီးခံလိုက်မယ်ဆိုရင်နောက်တစ်ချိန်ပြန်တွေးကြည့်ငါကသာသူ့ကိုတကယ်လို့တုံ့ပြန်လိုက်မယ်ဆဲဆိုလိုက်မယ်ကျိမ်းမောင်းလိုက်မယ်ဆိုသူနဲ့ငါနဲ့ရန်ဖြစ်ပြီးအခုဆိုယုံရောက်ခိုက်ရောက်လာပြီငါသီးခံလိုက်တဲ့တော့ကြောင့်သူနဲ့ငါနဲ့ရန်ဖြစ်ခွင့်မရလိုက်ဘူးသူသာဒုက္ခရောက်သွားတယ်ငါဘာမှမဖြစ်ဘူးသူကပြန်တွေးလိုက်အဲ့ဒါဘာကြောင့်လဲမေးအခုဆိုရှောင်နိုင်လို့ပဲဟုတ်လားသူနဲ့တွေ့ရင်ပါဇက်ကပြောကျင်လိုက်တာပြောကျင်ပေမဲ့လို့ပြိဿငါပြောလိုက်ရင်သူကငါ့ကိုပြန်တုံ့ပြန်လာမယ်နိုင်တဲ့စကားမျိုးတွေကြီးပြီးတော့ကိုယ့်ပါဇက်လေးကိုထိမ့်လိုက်စမ်းထိမ့်ပြီးတော့မှပြိဿပြန်တွေးလိုက်တော်သေးတယ်ငါပါဇက်ထိမ့်လိုက်လို့ငါသာပါဇက်မထိမ့်လို့သူ့ကိုပြစ်ခါကနစ်နာနာပြောရင်သူနဲ့ငါနဲ့ရန်ဖြစ်ပြီးခုချိန်သူဘာဖြစ်မှမသိဘူးအခုတော့လေငါရှောင်လိုက်နိုင်တဲ့အတွက်ကြောင့်ငါချမ်းသာတယ်ဆိုတာဖြစ်လာလိမ့်မယ်ဟုတ်ပြီလားအဲ့တော့ကိုနှုတ်စိတ်သုံးပါးသလုံးနဲ့ပြိတ္တကျူးလွန်စရာတွေကအများကြီးနေတိုင်းတွေ့မှာပဲဒီလန့်သွားလိုက်လို့ဒီရှေ့မှာပြိတ္တကိုနဲ့မတည့်တဲ့လူရှိနေတယ်ဆိုရင်အဲ့ပုဂ္ဂိုလ်နဲ့တွေ့ငါပါဇက်ကဘလို့မှထိရမှာဘူးပြောကိုပြောပြမှာဆိုရင်အဲ့ဒါမျိုးကိုလမ်းကိုရှောင်သွားလိုက်ဟုတ်ပြီလားအဲ့ဒါဆိုရင်တော်ကောင်းတွေမဖြစ်တဲ့နာတွေမဖြစ်ဘဲနဲ့ဒုက္ခမလာဘဲနဲ့ချမ်းသာမှုတွေလာလိမ့်မယ်ဒီလိုသာမှတ်ထားပြောတာအကုသိုလ်ကလူတိုင်းပြုစရာနဲ့မကြုံဘူးလားကြုံမှာပဲသူတော်ကောင်းတို့ဟုတ်လားအဲ့တော့ကြုံစရာတွေနဲ့ဆုံလာတဲ့အခါမှာရှောင်နိုင်ဖို့ဒါပြောတာဟုတ်ပြီလားအဲ့လိုရှောင်နိုင်ခြင်းဒီပင်လျင်ပြိတဲ့အကုသိုလ်ရှောင်နိုင်ခြင်းဒီပင်လျင်ချမ်းသာခြင်းတစ်မျိုးလို့ဒီလိုနားလည်ကြအကုသိုလ်ကိုမရှောင်နိုင်ဘူးငါဘာထင်လို့မင်းဘာထင်လို့တုံတိုက်ကြားကြိုက်ချမယ်ကွာဆိုရင်တော့ဒုက္ခတွေတန်းစီလာတော့မှာပဲဟုတ်ပြီနော်အဲ့ဒါကြောင့်သူတော်ကောင်းတို့တွေနံပါတ်3ချမ်းသာကနံပါတ်4ချမ်းသာကအကုသိုလ်ရှောင်နိုင်ရင်ချမ်းသာတယ်။ဘာရှောင်နိုင်ရင်ချမ်းသာတယ်ချမ်းသာ၄မျိုးပြည့်ပြီနော်ဒီတရားမြတ်စွာဘုရားဘယ်မှာဟောတယ်လဲမေးရင်ဟိမဝန္တာဒေသအရက်မှာသတင်းသုံးတော့ငါတောကြောင်လေးတစ်ကြောင်မှာသတင်းသုံးတော့ပြည်သူပြည်သားတွေကိုအုပ်ချုပ်နေတဲ့မင်းကနှိပ်စက်လိုက်တာပြည်သူပြည်သားတွေမှာကြက်တဲပြီးဆင်းရဲနေကြထောင်မချတဲ့မဲ့လည်းထောင်ချအကျဉ်းမချတဲ့မဲ့လည်းကျဉ်းချမဖမ်းတဲ့မဲ့လည်းဖမ်းပေါ့ဖမ်းတဲ့လူကြမဖမ်းပေါ့ဒါမျိုးတွေဖြစ်ပြီးတော့နေတော့ပြည်သူတွေဒုက္ခတွေရောက်
ပြည်သူတွေဒုက္ခရောက်တာကြည့်ပြီးတော့မြတ်စွာဘုရားကပြည်သူတွေပေါ်မှာကရုဏာစိတ်ဖြစ်တာတနာတာပေါ့ဟုတ်ပြီလားအဲ့လိုတနာတဲ့အခါမှာတဲ့မာနကအခွင့်ကောင်းချောင်းနေတော့ရှင်ဘုရားမင်းလှုပ်လိုက်အရှင်ဘုရားဒီနိုင်ငံအုပ်ချုပ်လိုက်အရှင်ဘုရားအုပ်ချုပ်ရင်ချမ်းသာမှာဘယ်သူတွေချမ်းသာမှာတော့တစ်အုပ်ချုပ်တဲ့ရှင်ဘုရားချမ်းသာလိမ့်မယ်နှစ်ပြည်သူတွေချမ်းသာလိမ့်မယ်ငါဘာဖြစ်လို့ချမ်းသာမလို့တိုင်းပြည်ရဲ့သခင်ဘုရင်ကြီးဖြစ်ရင်ချမ်းသာပြီပေါ့အရှင်ဘုရားကအိဋ္ဌိပတ်၄ပါးကိုပြည့်ပြည့်စုံစုံဝင်စားထားသူဖြစ်တဲ့အတွက်ဒါကြောင့်လက်ညှိုးထိုးပြီးမြင်းမို့တောင်ရွှေဖြစ်စေသူမြင်းမို့တောင်ကြီးရွှေဖြစ်ရမှာပဲလေဖေ။အဲ့လိုတကိုးတွေနဲ့ပြည့်စုံတဲ့အတွက်ကြောင့်မြင်းမို့တောင်ကြီးကိုရွှေတောင်ကြီးဖန်ဆင်းပြီးလူတွေလိုချင်တယ်လို့ယူကြกว่าဆိုဖန်ဆင်းပေးလိုက်ချမ်းသာလိုက်ကြမှာတော့ဖေ။အဲ့ဒီမှာမြတ်စွာဘုရားကထပ်မေးတဲ့လူတွေကိုမြင်းမို့တောင်တစ်တောင်မကဘူး2တောင်လောက်မေးရွှေတောင်ကြီးဖန်ဆင်းပေးလေလူတွေရဲ့ဆန္ဒပြေဝမဲလို့မင်းထင်သလားတဲ့ဖေ။ဒီလိုမေးတာဗျာ။ဟုတ်လား။လူတွေကရွှေတောင်တစ်တောင်ရရင်လည်း2တောင်လိုချင်ဦးမှာ2တောင်ရရင်လည်း3တောင်လိုချင်ဦးမှာပဲဆန္ဒပြိတ္တိလိုချင်မှုကရပ်တန့်လို့ရလားလောဘကိုပြိတ္တိရောင်ရဲခြင်းနဲ့မထိန်နိုင်သမျှဟာဘယ်တော့မှဆန္ဒပြည့်တယ်မရှိဘူးတဲ့ဟုတ်ပြီလားအဲကြောင့်လူတွေရဲ့ဆန္ဒပြေဝမှာမဟုတ်ဘူးကွာမြတ်စွာဘုရားမန္တကိုအဲ့ဒီမှာဒီတရားဟောမန္တတဲ့ဘလောက်ပဲလူတယောက်ကမင်းကငါ့ကိုမင်းလို့ဘယင်လို့ချမ်းသာတယ်လို့ပြောတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ကြီးဖြစ်နေပေမဲ့လို့သီလမရှိရင်အဲ့ဒီဘယင်မချမ်းသာဘူးဟုတ်ပြီလားတိုင်းပြည်မအုပ်ချုပ်ပေမဲ့ဆင်းရဲသားတယောက်ဖြစ်နေပေမဲ့လို့သီလသာရှိရင်ချမ်းသာတယ်တဲ့ဘုရားကဘာရှိရင်ချမ်းသာသုဘဗုဒ္ဓလူနုကြီးဆင်းရဲလိုက်တာသူများအိမ်ပဲမှီနေရတယ်မလားသောတာပန်တည်ထားတော့တရားကရောက်လာဟဲ့သုဘဗုဒ္ဓမင်းဆင်းရဲလိုက်တာကွာနေရတာလည်းဆင်းရဲစားတာလည်းဆင်းရဲမင်းဆင်းရဲတဲ့ဘဝကလွတ်အောင်ငါလှုပ်ပေးမယ်တဲ့တရားကလူရောင်ဖန်ဆင်းလာဒါပေမဲ့ဘုရားကိုဘုရားမဟုတ်ဘူးလို့ပြောဘုရားဟောတဲ့တရားတွေမှားတယ်လို့ပြောအဲ့မှာသုဘဗုဒ္ဓကမေးတယ်မင်းဘယ်သူတော့တရားနတ်တို့ရဲ့ဘယင်နတ်တို့ဘယင်တွေဘာတွေလာလို့မင်းနဲ့မင်းဟာတရားတော့တကြင်ရုပ်ဖဲတဲ့ဒီလိုပြောတယ်ဗျဟုတ်လားလူရုပ်ရင်လူရုပ်မှာလို့မပြောဘူးလားတရားကြီးကရုပ်မှာတော့တကြင်ရုပ်လို့ဒီလိုခေါ်တာဟဲ့တကြင်ရုပ်မင်းတို့လူနဲ့ငါအဟုတ်လို့ပြီးတကားမပြောချင်ဘူးမင်းကငါဆင်းရဲတယ်လို့လာပြောတာငါမဆင်းရဲဘူးတဲ့တတ္တာသီလသုတ္တစာကပညာဟိရိဩတ္တပသူတော်ကောင်းဥစ္စာတွေငါနှလုံးသားရှိတယ်တဲ့ဟုတ်ပြီလားသီလရှိတယ်တဲ့ငါမှသီလရှိနေတော့ကြောင့်မင်းဆင်းရဲသားလို့ပြောတာမင်းမှားပြီတဲ့မင်းသီလမရှိရင်မင်းဆင်းရဲတယ်တဲ့ဗျာလူနာကပြတဲ့နူနာယောဂဆွဲနေတဲ့ဆင်းရဲသားကဘဇုကိုငေါက်ပြစ်ဘာရှိလို့သီလရှိလို့သူတော်ကောင်းတို့ဟုတ်ပြီလားအဲ့တော့မြတ်စွာဘုရားကဘယင်ကြီးဖြစ်နေပေမဲ့လို့သီလမရှိရင်မချမ်းသာဘူးဟုတ်ပြီနော်နောက်တက်ကတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဖြစ်နေပဲနှလုံးသားမှာသရာတရားမရှိဘူးဆိုအဲ့ဒီပုဂ္ဂိုလ်မချမ်းသာဘူးအုပ်ချုပ်တဲ့လူဒန်းသားမဟုတ်ပေမဲ့ကိုယ်နှလုံးသားမှာသရာတရားခိုင်မာနေအဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်မဲချမ်းသာမယ်ဒီလိုနားလည်ပေါ့ဘယင်ကြီးဖြစ်ပေမဲ့လို့ပြိတဲ့နှလုံးသားမှာပညာမရှိဘူးဆိုအဲ့ဒီပုဂ္ဂိုလ်မချမ်းသာဘူးဘယင်မဖြစ်ပေမဲ့နှလုံးသားမှာပညာတွေနဲ့ပြည့်နေမယ်ဆိုအဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်မဲချမ်းသာတယ်ဘယင်ဖြစ်ပေမဲ့လို့အကုသိုလ်မရှောင်နိုင်ဘူးဆိုအဲ့ဒီပုဂ္ဂိုလ်ဆင်းရဲမှာတဲ့ဟုတ်ပြီနော်ဘယင်ဖြစ်ပေမဲ့အကုသိုလ်မရှောင်နိုင်ရင်ဘာဖြစ်မဲကောသလဘယင်ကြီးအိမ်အောင်ရှိတဲ့မျိုးသမီးလေးလိုချင်တော့ပြိဿရဲ့သူ့အမျိုးသားလေးကိုအဝေးကြီးလွတ်ပြီးကောင်မလေးကိုကောင်လေးတတ်ပြီးကောင်မလေးသိမ့်မယ်လို့ကြံတယ်မလားဘယင်ဖြစ်ပြီးအကုသိုလ်ရှောင်နိုင်လားညအိတ်လို့ပျော်သေးလားဒုသနာတော့အိမ်မဲ့ဆိုးကြီးမဲ့လန့်နိုးပြီးတော့ပေါ်ပြေးရတာလေဘယင်ဖြစ်ပေမဲ့လို့ပြိဿဘာမရှိလို့အကုသိုလ်မရှောင်နိုင်လို့ဟုတ်ပြီလားအဲ့တော့မြတ်စွာဘုရားကဘယင်ဖြစ်ပေမဲ့အကုသိုလ်မရှောင်နိုင်ရင်မချမ်းသာဘူးတဲ့ဘယင်မဖြစ်ပေမဲ့အုပ်ချုပ်ရတဲ့လူဒန်းသားမဟုတ်ပေမဲ့လို့နှလုံးသားမှာပြိဿအကုသိုလ်တွေရှောင်ရှားနိုင်တဲ့ပုဂ္ဂိုလ်များဟာချမ်းသာတယ်လို့မြတ်စွာဘုရားဒီလိုဟောပါတယ်ဗျာဟုတ်ပြီနော်အဲ့ကြောင့်သူတော်ကောင်းတို့တွေချမ်းသာ၄မျိုးနားလည်ပြီနော်ဒီတရားကိုနာပြီးတော့မှတစ်ကိုယ်တန်တာမှာသီလရှိအောင်ကြိုးစားဖို့ပါနှစ်သရတရားခိုင်မာအောင်လုပ်ကြဖို့ပါဟုတ်ပြီနော်နောက်တက်ကနံပါတ်3ကပညာရှိအောင်လုပ်ကြဖို့ပါပညာဆိုတာနားလည်တဲ့
ကောင်းမှုနဲ့မကောင်းမှုဒီနှစ်ခုအသေးစိတ်သိတာကိုဘာလို့ခေါ်လဲအသေးစိတ်သိအောင်လုပ်ကြဖို့ပြောတာပါဟုတ်ပြီလားအဲ့လိုသေးသေးသိအောင်လုပ်ပြီးတော့မှအကုသိုလ်တွေရှောင်ရှားကုသိုလ်တွေဆောင်ထားပြီးမိမိတို့ရည်မှန်းတဲ့ဘဝထက်လန့်တက်လန့်နိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲဒေသနာဏိဂုံကမ္ဘာဖုံးကြပါစို့ဣမံဓမ္မဒေသနာဤတရားဒေသနာတော်ကိုသုတ်တဝါနာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္တော်ကောင်းပေါင်းတို့မှာဒုံမဲ့ကံလမ်းမနိမခရီးမာကိုဝိဝုစစ်တဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကံလမ်းမနိမခရီးမှန်ကိုဥဆုံးဖြောင်းမြောက်မတ်မတ်ရန်တူကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း